ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်ချစ်ကြအောင်ဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူတွေနေပူများပါတယ်အဲ့ဒီမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ကျွန်တော်ဒီနေ့တော့မယုံတန်လေးပြန်ထွက်ပြောတာပေါ့နော်အခုတည်းကမျက်လုံးအောင်နေကြံနေသေးတယ်နည်းနည်းလေးကြံနေသေးတယ်ပေါ့နော်ဒါမနှက်ဖြန်တပတ်ခါလောက်ဆုံးတော့မျက်မှန်ကြီးချုပ်ပြီးတော့ပြောလို့ရလောက်ပြီးတပတ်ခါလောက်ဆုံးရလောက်ပြီးပေါ့နော်ဟောဖြစ်နေတာပါနော်အဲ့တော့နေ့ရက်လောက်ကကျွန်တော်ဖုန်းကြည့်ရင်တော့ဖုန်းကကြည့်လုံးဝဟိုထွက်ကြစာရိုက်ဖိုင်လိုက်စာကြည့်နေကြာကြည့်ရင်ဒါလေးကြိုက်လာပြီးမျိုးရောပြီလို့မျက်လုံးတွေအထက်မှာရဲနေတယ်နောက်ကြောင့်ပါအဲကြောင့်မလို့ရုပ်တံမပြောဘဲနေ့ရက်လောက်အေးစစ်ခဏနားလိုက်တာပေါ့နော်ရေးကြီးဖုန်းနေတော့ရေးကြီးတဲ့ case တစ်ခုလောက်ပဲကြိုက်ပြီးတော့ဟောပြီကျွန်တော်တော့ခဏချထားတော့ပေါ့နော်ဖုန်းချထားတယ်အဲ့လိုဖြစ်နေတယ်ဟိုဖုန်းသုံးတာ short တော့ပေါ့နော်မ short ရင်ကျွန်တော်မျက်လုံးတွေထိကြိုက်ကုန်တော့နော်အဲ့တော့အဲကြောင့်မလို့ကိုကသတိပြန်ထားတာကျွန်တော်တော့ဟုတ်ပါအဲ့တော့ပြီးတော့မနေ့ကနောက်ပြီးခဲ့တဲ့နေ့ရက်ကလည်းကျွန်တော်နဲ့ဖုန်းလည်းသုံးအောင် short ရတဲ့တူတူဆိုပြီးတော့ကျွန်တော်တခြားနေရာတစ်ခုမှာမြင်နေလို့ရှိပါတယ်ဟောကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းမှာဘန်ကောက်ခဏတော့ပါတယ်ထိုင်းကိုစနေတုံးတွေကခဏတော့လိုက်ပါတယ်ဒီနေ့ပဲကျွန်တော်ပြန်ရောက်တာပါရောက်ပြီးတော့ကျွန်တော်ဒါလုပ်ငန်းခွင်ပြန်ဆင်းတာပေါ့နော်ဆိုတော့ထိုင်းကိုဘာလို့သွားလဲဆိုတော့ဟိုဘက်ကကျွန်တော်ထိုင်းကိုသွားတယ်ဟိုဘက်ကထိုင်းကဘင်းအတိုင်းကောင်စီကဗိုလ်ချုပ်ကြီးဟောင်းတယောက်ကရန်ကုန် SO နေပြီးတော့လာတယ်ဆိုတော့မသိရင်လည်းကျွန်တော်တို့ကချိန်မဲ့သွားတယ်လို့ချိန်မဲ့အပြန်ကြတယ်လို့ပေါ့ဗျာဒါမှမဟုတ်ပါဘူးဆိုင်ပါဘူးเนาะနောက်တော့ကသမရရဲ့ခီးစဉ်လည်းဩဂုတ်လ6ခုရှိတယ်ဆိုတော့အဲ့ဒါများဘာလားလူတချို့ကလည်းထင်ကောင်းထင်မယ်မဟုတ်ပါဘူးတခါလေးရှင်းထားတာမဟုတ်ပါဘူးဘာမှမဆိုင်ပါဘူးเนาะအဲ့တော့ဒါပေမဲ့ထိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုသတင်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာပေါင်းများစွာတော့ကျွန်တော်ဒီစင်တွင်းတွေသွားရင်သိချင်တာသိခဲ့ရတယ်အများကြီးတော့ရှိပါတယ်ကဲထားပါတော့ကျွန်တော်ဒီနေ့ပထမဆုံးကတော့ကျွန်တော်တို့သမရဟိုစတာပေါ့နော်သမရနဲ့စကြတာပေါ့သမရနဲ့စတဲ့အချောင်းပေါ့သမရသတင်းကတော့သမရကဒီနေ့ဒါနှစ်ပေါင်းရာချီတန်းရှိတဲ့ဝစီယာရုပ်ရှင်ရုပ်ရှင်လို့ခေါ်တာပေါ့ကျွန်တော်ကတော့ကစားရုံပေါ့ကစားရုံကိုဒီနေ့ဒါဒီနေ့29ရက်နေ့မှာသူကိုယ်တိုင်တက်ရောက်ပြီးတော့ဖွင့်လှစ်ပေးပါပြီဒါကစားရုံလည်းဖြစ်တယ်ဒီကစားရုံနဲ့မဟုတ်သူအခြားကဏ္ဍအသီးသီးမှာဒီအမှုပညာနဲ့ပတ်သက်တဲ့ဒီဖြောပြမှုနဲ့ပတ်သက်တဲ့ကဏ္ဍအစုံကသူကသုံးဆွဲလောက်ဖို့ရည်မှန်းထားတဲ့ဆိုမျိုးတွေဒီနေ့သမရတော့ပြောသွားတယ်လို့သိရတာပေါ့နော်ဆိုတော့ကျွန်တော်သတင်းတောက်တွေတော့သွားပြီးတော့သတင်းယူတာရောရှိပါတယ်အဲ့တော့သမရပြောတာလေးလည်းကျွန်တော်ရှိမှာတော့တင်တာရှိပါတယ်အဲ့တော့သမရတော့ဒီနေ့လာဖွင့်ပေးသွားတယ်ပြီးတော့သူအာဂဒခေါ်ပြလိုက်လို့အကသသိပ္ပံလိုမျိုးပေါ့နော်ဒီလှိုင်နဲ့ဟိုဒီမှာ MICD ဝင်းထဲမှာရှိတဲ့ဟာကိုဒါလည်းသူလာလေ့လာတယ်လို့သိရတယ်နောက်ပါရှိလဲဆိုတော့သူနောက်ဒီကျွန်တော်တို့စာပေဘိတ်မှာမျိုးသားစာကြည့်တယ်လို့ခေါ်မှာဟောပေါ့ကျွန်တော်တို့ဟိုတိတ်ဆက်ဥယျာဉ်နာမှာဖွင့်ထားတဲ့ဟာလေးအဲ့ဒါလည်းသူတွားကြည့်တယ်လို့သိရတယ်ပေါ့နော်ဆိုတော့တွားကြည့်တယ်ပြီးရင်တော့ဒါတွေကကျွန်တော်ဒီနေ့အဲ့ဒါပြောချင်တာမဟုတ်ဘူးဒီကပြီးရင်တော့သူမနှက်ဖြန်ကိစ္စပိုစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်တို့အားလုံးသတိပေါ့နော်ဟိုလူတွေကလုံးဝသတိမေ့နေတဲ့ကိစ္စတခုအဲ့ဒါဘာလဲဆိုတော့မနှက်ဖြန်ကဂျပန်နဲ့မြန်မာနဲ့စီးပွားရေးဖိုရမ်တခုလုပ်မှာအဲ့တော့ဂျပန်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေအများကြီးမြန်မာပြည်ကိုရောက်လာပြီးတော့မြန်မာပြည်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့မနှက်ဖြန်ဖိုရမ်တခုရန်ကုန်မြို့ MCC မှာကျင်းပဖို့ရှိတယ်လို့သိရတယ်မရန်ကုန်နဲ့ MCC မှာကျင်းပဖို့ရှိတယ်လို့သိရတယ်အဲ့ပေါ်သမရသူကိုယ်တိုင်တက်မယ်လို့အကြံဉာဏ်ကျွန်တော်သိထားတယ်ဆိုတော့ဂျပန်နဲ့မြန်မာကြားမှာဆက်ဆံရေးပြတ်တောက်သွားတာတော်တော်ကြာခဲ့ပြီပြောရရင်တော့တော်တော်လေးဆက်ဆံရေးပြတ်တောက်သွားခဲ့တာပေါ့နော်ပြောရဟို2021နိုင်ငံရေးအခင်းကျင်းနဲ့အတူဂျပန်မြန်မာဆက်ဆံရေးရတော်တော်လေးဆူဝါနည်းနည်းလေးဖြစ်သွားပြီးတော့နောက်မှတဖြည်းဖြည်းချင်းပြန်တဲ့ကြမှတ်ကြနဲ့ဝိုင်းဝန်းပြီးစူးစမ်းပေးလိုက်ကြတယ်ပေါ့နော်ဂျပန် community တွေကိုဝင်ရောက်ထိုးဖောက်ပြီးတော့စူးစမ်းပေးလိုက်ကြရင်နဲ့အခု9နှစ်ကျော်6နှစ်ထဲရောက်လာတဲ့အခါမှာတော့အခုဆိုရင်ဂျပန်မြန်မာစီးပွားရေးဖိုရမ်တစ်ခုကိုဒါစပြီးတော့ MCC မှာစလုပ်နိုင်ပြီအဲ့ဒါနေတစ်ဆင့်ပြီးရင်တော့နောက်တစ်ဆင့်တော့ကျွန်တော်ထင်တယ်တစ်ဆင့်တော့ဂျပန်မြန်မာဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုတွေပြန်ပြီးတော့တဖြည်းဖြည်းတက်လာလိမ့်မယ်ယူဆတယ်ပေါ့ကျွန်တော်နိုင်ငံကိုလည်းဂျပန်ရဲ့ investment တွေဂျပန်ရဲ့ဒီ grant တွေ aid တွေ loan တွေဒါတွေကအများကြီးလာဖို့လို့ဤပညာတွေပေါ့ဗျာဤပညာတွေအကုန်လာဖို့လို့တယ်ကျွန်တော်တို့နိုင်ငံကလက်ခံတင်တာဂျပန်လည်းလက်ခံရမယ်တောင်ကိုရီးယားလည်းလက်ခံရမယ်တရုတ်လည်းလက်ခံရမယ်အိန္ဒိယလည်းလက်ခံရမယ်အမေရိကန်လာလည်းလက်ခံရမယ်ယူရိုပလာလည်းလက်ခံရမယ်အိန္ဒိယထိုင်းလည်းလက်ခံရမယ်ကျွန်တော်တို့ကကိုယ့်နိုင်ငံတိုးတက်ကြောင်းအတွက်ဆိုရင်တော့ဘယ်နိုင်ငံနဲ့မဆိုပေါင်းရမယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကိုနစ်နာသွားပြီးတော့သူတို့ကောင်းစားသွားတဲ့ဟာမျိုးနိုင်ငံတစ်ခုခုကလုပ်ရင်အဲ့ဒီနိုင်ငံကိုကျွန်တော်တို့ကလုံးဝကန့်ကွက်ရမယ်ဒါကျွန်တော်တို့ရဲ့မူဝါဒဖြစ်တင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံနဲ့ပူးပေါင်းဆောင်မှုတွေတိုးမြင့်မှုလုပ်လာတဲ့ဂျပန်နဲ့ဆိုတော့ဒါကျွန်တော် welcome လုပ်ရမယ်ပေါ့နော်ကျွန်တော်တို့ဝမ်းသာပါတယ်သမဏလည်းအဲ့ဒါသူကိုယ်တိုင်တက်တယ်လို့သိရတက်မယ်လို့သိရတယ်ပေါ့နော်ပြီးတော့ဒါသူဂျပန်မြန်မာစီးပွားရေးဖိုရမ်မှာသူဘာပြောမလဲတော့မသိဘူးပေါ့နော်ဂျပန်မြန်မာစီးပွားရေးဖိုရမ်စီးပွားရေးဖိုရမ်လို့ပဲပြောမလားဟိုစနေပဲလို့ပဲပြောမလားပေါ့နော်ပြီးတော့ဒီဟာဆိုရင်အထူးတေချာဒီအများသတင်းတွေမှာပေါ့အပြင်သတင်းတွေမှာတိတ်ပြီးတော့တိတ်မထွက်အောင်လို့သူတို့လေးသူတို့လုတ်ခဲ့ကြပုံရတယ်အဲဒါကြောင့်လည်းပြည်တွင်းမှာရှိတဲ့မီဒီယာတွေရောပြည်ပမှာရှိတဲ့မီဒီယာတွေကပါအဲ့ဒီကိစ္စကိုတေချာမသိကြအောင်မနေ့က
ပြီးသွားတော့မှပဲအိုးနဲ့ပြည်ပြင်းမိကြတယ်ရေးကြအောင်မလားတော့ကျွန်တော်မသိဘူးပေါ့နော်ဂျပန်ကိုသွားပြီးကန့်ကွက်တာတွေဘာဖြစ်လဲညဖြစ်တယ်လောက်ကြအောင်မလားတော့မသိဘူးဒါတော့ပြည်ပြင်းမိကြတွေရဲ့ရေးအားကြောင့်ဟို NUG တို့ဘာလို့ညာတို့ဟိုဘက်အုပ်စုတွေဂျပန်ရောက်နေပိန်းများနေပိန်းတစုကကန့်ကွက်ကြအောင်မလားတော့မသိဘူးဒါနိုင်ငံစီးပွားရေးအတွက်ဂျပန်မြန်မာပူးပေါင်းဆောင်မှုပြန်လည်လုပ်ကြမယ်ကိစ္စကျွန်တော်တို့ကြိုးစားရမယ်ပေါ့နော်သမ္မတလည်း welcome လုပ်ပါလိမ့်မယ်လုပ်ပြီးရင်သမ္မတကိုယ်တိုင်လည်းဒီဂျပန်နဲ့ပတ်သက်ရင်သူ့ရဲ့ဒီမျှော်မှန်းချက်ပေါ့နော်သူဝါချက်တွေသူပြောလိမ့်မယ်လို့ယူဆရတယ်ပေါ့နော်အဲ့တော့ဒါအဓိကတော့သမ္မတဒီရန်ကုန်ကိုရောက်ပြီးတော့သူကအဓိကဒီဂျပန်မြန်မာပွဲတက်တဲ့နောက်ဝယ်စီယာဖွင့်တာကိုတစ်ခါချိတ်ပြီးတော့တစ်ခါတွဲပြီးစရိုက်လှုပ်သွားတာတွေ့ရတယ်ဒါပြီးရင်တော့သူနေပြီးတော့ပြန်ပြီးရင်တော့နောက်တင်မကြခင်ဘန်ကောက်ကိုသူထိုင်းကိုသွားမယ်ပေါ့ဗျာ6 ဩဂုတ်6ခွန်ထိုင်းသွားမယ်ပေါ့ဒါကတော့ကျွန်တော်တို့အားလုံးသိပြီးသားကိစ္စပေါ့နော်ဆိုတော့ဒါလေးဒီနေ့အဖွင့်ဖြစ်နေစပြောတာပေါ့နော်ကဲအဲ့တော့အဖွင့်ဖြစ်အဲ့ဒါပြောပြီးတဲ့နောက်ကျွန်တော်ကဘာဖြစ်မလဲဆိုတော့ဒီကနေ့ဟိုပြီးခဲ့တဲ့နေ့အတွင်းမှာယထာနဲ့ပတ်သက်ပြဿနာတွေတခုတက်ခဲ့ကြတဲ့ဒီရန်ကုန်မော်လမြိုင်ပြည်တဲ့ယထာပေါ်မှာအမျိုးသမီး54ဦးပေါ့နော်အမျိုးသမီးကြီးတစ်ဖွဲ့ပေါ့နော်အမျိုးသမီးတစ်ဖွဲ့54ဦးရေးယူခံရတဲ့ဆိုတဲ့သတင်းတွေဒါရှိခဲ့တယ်ပေါ့နော်ဆိုတော့အခုဘယ်လောက်လဲသူနောက်ဆုံးရေးယူတာဒီနေ့နောက်ဆုံးရေးယူတာသူတို့တယောက်ကိုကြက်တသိန်းနဲ့ဒဏ်ကြေးရိုက်လိုက်တယ်ပေါ့နော်သူ့ဥပဒေမှာလည်းကြက်သိန်းတို့ကြက်1000တို့ဟိုနောက်ထောင်လပိုင်းလေးပေါ့တစ်လ3လလားမသိအဲ့ဒါ1000လထင်တယ်အဲ့ဒါပြီးတော့ဒါနေလုံးဖြစ်စီစမ်းကြားတယ်ဆိုအဲ့တော့ကြက်ခံသိမ့်တယ်ပေါ့ဆိုတော့မျိုးပြောတယ်ရှင်အဲ့ဒါအခုတော့သူ့ဝိုင်းပြီးတော့ဟိုသူတို့ရဲ့ဗီဒီယိုကလစ်တွေကလည်း social media မှာပေါ်လို့ရလာတဲ့ခါကျတော့ကြည့်ရအာနာဝင်ဖွဲ့စည်းတယ်လေရေးယူမယူလို့မရရေးယူရတယ်ရေးယူရခါကျတော့ထောင်သွားလုပ်လို့လည်းမရအောင်ဆိုတော့ဘာကြောင့်လဲဆိုတော့သူတို့ဒီအမျိုးသမီးအဖွဲ့ရလဲမွန်ပြည်နယ်မော်လမြိုင်မှာဆိုတကယ်ဟိုဒါဟိုဘာဖြစ်တဲ့အဖွဲ့တွေပါတကယ်ဟိုအားကောင်းတဲ့အဖွဲ့တွေဖြစ်တယ်ပြီးတော့ကျမကြီးကမြစ်ကမ်းမှာကျမကြီးအမြဲတမ်းတခြားဘာဖြစ်ကြတဲ့အဖွဲ့တွေပြီးတော့ဒီပြီးခဲ့တဲ့အစိုးရဆက်လုံးမှာလည်းတော့ supporting role မှာရှိခဲ့ကြတဲ့သူတွေအခုဒီယထာပေါ်ကျတော့သူတို့ပျော်ကြတာဖြစ်မယ်အပျော်လွန်သွားတာလားတောင်မှအချင်းကြီးဘယ်လိုကြောင့်လဲမသိဘူးအဲ့ထားပြီးတော့ဗီဒီယိုကလစ်တွေတက်သွားတော့အဲ့မှာသွားပြီးအတိုင်ခံပြီးတော့အခုတော့အစိုးရအာဏာပိုင်ကြီးအေးအေးမြူလို့မရတော့ရေးယူလိုက်ရတယ်ပေါ့နော်ရေးယူတယ်ဆိုပြီးတော့သူတို့ဖမ်းတော့မလုပ်ဘူးတယောက်ကိုဒဏ်ငွေ3သိန်းဆိုပြီးတော့54ရောက်စားဒဏ်ငွေ54သိန်းဆောင်ခိုင်းလိုက်တယ်ဒါနှစ်ဖက်ပြေးလဲအောင်လုပ်လိုက်တဲ့သဘောပေါ့ဗျာပြောရင်တော့ဟိုတချို့ကပြောလိမ့်မယ်ဟိုတခြားလူတွေကျတော့ထောင်ချပြစ်ဟိုထောင်ချပြစ်တယ်ထောင်1လတော့ချပြစ်တယ်အခုကြာမှသူတို့ကြာမှ3သိန်းလားဆိုတော့ဟိုဒါတော့သူတို့အနေထားချီနေပေါ်မူတည်ပြီးတော့လဲသူသက်ဆိုင်ရာအာဏာပိုင်တွေနိုင်ငံတော်ဘာတွေကူညီထားလဲဘယ်လိုဖြစ်လဲဘယ်လောက်ဆိုးသွားလဲအဲ့သူတွက်ချက်ပြီးမှပြင်ဆင်ချမှတ်ရတဲ့သဘောလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတခုပြန်စဉ်းစားဖို့နော်ကျွန်တော်တို့ဒီယထာနဲ့ပတ်သက်ရင်ဒီဘက်မှာယထာနဲ့ပတ်သက်ရင်ဒါနာမည်ကြီးနေ DMU ကဒါနာမည်ကြီးနေဗျာဟိုရန်ကုန်နေပြီးတော့ရန်ကုန်မန္တလေးရန်ကုန်ပြည်ဦးဆိုပြီးဆွဲတော့မယ်အခုရန်ကုန်မော်လမြိုင်အစရှိသဖြင့်ဒီ DMU ယထာတွေကတော်တော်လေးနာမည်ကြီးလာတယ်ပြီးတော့လူတွေအတွက်တက်တောင့်တာပိုဖြစ်လာတယ်ပိုပြီးအဆင်ပြေလာတယ်ယထာဘောကတကယ်ကိုဒီဟိုဘာလဲအရင်တော့စုပ်ပြက်ကလုံးကလန်နေပို့တော့ပဲနေယထာလုံးဝငိမ့်ညောင်းပြီးတော့အချိန်လဲတိကျတယ်မြန်လဲမြန်တယ်မှန်လဲမှန်တယ်အဲ့လိုဖြစ်နေတဲ့အနေထားမျိုးမှာ DMU ကကောင်းသတင်းတွေထွက်နေတဲ့အချိန်မှာအရေးယူပြတာတွေဖုန်းတိုင်းအရေးယူပြတာတွေတိတ်များသွားရင်လေလူတွေကငါတို့ယထာပေါ်တက်ရင်အရေးယူခံတခုခုများဖောင်းတော့အရေးယူခံမလားဆိုတော့အစိုးရင်ချက်လေးလေလူတွေမှာဝင်သွားစီနိုင်တယ်ပေါ့နော်ဆိုတော့လူတွေအနေနဲ့လည်းပြည်သူလူထုအနေနဲ့လည်းယထာကိုစီးနေကန်နဲ့စီးကန်းတကြနိုင်ငံကြီးသားပြီးသားဆိုစီးကြပါအစစ်တိုင်းရှိတဲ့နိုင်ငံသားတဦးဖြစ်အောင်ပြီးသားဆိုယထာစီးကြပါဒီလိုပဲအာဏာပိုင်ဖွဲ့စည်းတဲ့အနေနဲ့လည်းဟိုတိလေးကြရတဲ့ပုံတိုင်းရေးယူရဲဆိုတာမျိုးကြီးလေဆိုလို့ရှိရင်လေတခြားတက်ရောက်ဆိုကြကပြောင်းပြန်လှန်သွားမှလေကျွန်တော်ကောင်းကရင်ကနေပြီးတော့ပြောင်းပြန်လှန်သွားမှလေကျွန်တော်စိုးပါတယ်ဘာလို့ဒီယထာပြေးတာကြီးအောင်မြင်နေတယ်ပုံနဲ့ပြောအောင်မြင်နေတယ်တော်တော်အောင်မြင်နေတယ်အောင်မြင်ပြီးတော့လူကြိုက်များတယ်လူတွေစိတ်ဝင်စားတယ်ပြောကြတယ်တချို့လူပဲဟိုနေပြီးတော့ကားမရှိတော့ဘူးလေယထာပဲစီတာအဲ့လိုလူတွေအများကြီးပဲအဲ့တော့အောင်မြင်နေတဲ့အရှိန်အဟုန်ကိုဒီလိုအရေးယူတယ်ဆိုတဲ့သတင်းတွေကဖုံးပြီးတော့ပြောင်းပြန်လှန်သွားရင်အဓိပ္ပာယ်လေးတစ်မျိုးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ဒါကိုအာနာပိုင်ဖွဲ့စည်းနေပပနဲ့လေးကင်တွယ်ပြီးတော့ဒါသူလှုပ်ဖို့လိုတယ်စီးတဲ့သူတွေကလည်းစီးမဲ့ကမ်းမဲ့လေးတွေမလုပ်တော့ဘဲနဲ့ယထာနဲ့ပတ်သက်ရင်စီးမဲ့ကမ်းမဲ့လုပ်ရင်ငါတို့ရေးခံနိုင်တယ်ဆိုတာမျိုးလုပ်ပြီးတော့ဒီရှင်းလင်းဖြစ်သွားသေးပေါ့နော်ယထာစီလို့ရေးယူတယ်ဆိုတာမျိုးခေါင်းစဉ်ပြောင်းမသွားအောင်လို့ဥပဒေစီမင်းစီကံလူတွေကိုချင်းကိုအစစ်တမ်းကိုနားလဲပေါ့ဗျာကိုအစစ်တမ်းရှိနဲ့ယထာစီးတဲ့သူဖြစ်အောင်လုပ်ကြဒီလိုလေးနဲ့နှစ်ဖက်မျှကြီးနဲ့တွားရင်ဒီအောင်မြင်နေတဲ့အရှိန်လေးကဆက်သွားလို့ရမယ်မဟုတ်ရင်ဘယ်လိုဘက်နဲ့ပြောင်းပြန်လှန်သွားတဲ့အရာမျိုးဖြစ်သွားမှလည်းကျွန်တော်စိုးရိမ်မိပါတယ်ဒါလေးကတော့ကျွန်တော်အားလုံးနဲ့ခြုံပြီးတော့အပြုသဘောဆောင်ပြောပြတာအားလုံးနဲ့ခြုံပြီးတော့ဗောနော်ရှေ့ကဟိုရေးယူခံရတဲ့လူတွေလည်းတင့်တော်သူတို့ရေးယူလို့တပတ်လောက်ဆိုလည်းပြန်လွှတ်ရင်လည်းလွှတ်ပေါ့ဗျာလူမမလို့တော့တာပဲသူတို့လည်းနောင်ကျင်သွားပြီပဲတိကြပြီဗောနော်ဆိုတော့တော်ပြီပေါ့ဗျာနော်ဒါပေမဲ့တစ်ခုတော့ရှိတာဗောစီးနေတဲ့လူတွေဆိုင်သွားနေခဲယထာကိုခဲနဲ့ပေါက်တာတို့ယထာတန်လန်းကိုဖျက်ဆီးဖို့ကြိုးစားတာတို့လူတွေများရောပဲအဲ့ဒါဆိုတော့ပြင်းပြင်းထန်ရေးယူရမယ်ယထာစီးနေတဲ့အပေါ်မှာဟိုစူညာဘာညာဖြစ်တာဘာညာကြီးဆိုတော့ရေးတော့ရေးလို့ဟိုတာပြောလို့ဖြည်းသက်သာလောက်ကြအောင်နောက်မို့ဆိုရင်လည်းမကောင်းဘူးပေါ့နော်လူတွေကလည်းပြင်ရမယ်
အာနာပိုင်တွေကလည်းပပနဲ့ကင်တွဲရမယ်နှစ်ဖက်ပပနဲ့လုပ်ဖို့လိုတယ်ကျွန်တော်ဒီမှာနှစ်ချမ်းယူလေးပြောပါမယ်တကယ်စီးတဲ့သူတွေမှာလည်းအာနာချက်ရှိမယ်ပြင်းတယ်ခင်ဗျားတို့လည်းစီးတဲ့သူတွေလည်းပြင်းရမယ်အာနာပိုင်တွေလည်းအေးအေးယူတာပြင်းထန်အကြီးလို့လည်းမကောင်းဘူးအဲ့တော့နှစ်ဖက်ကိုညှိနှိုင်းပြီးတော့လုပ်ကြတစ်ဖက်ကလည်းယထာတစ်ခုပဲနောက်တစ်ခုကယထာနဲ့ပတ်သက်ရင်တော့ဂဲနဲ့ပေါက်ပြတာတန်လန်းတွေချိုးပြတာဖဲ့ပြတာဂန်ချမ်းတို့တွေခုတာအဲ့လိုမျိုးဆိုရင်တော့အဲ့ဒါလူသက်တွေသိနိုင်တယ်အဲ့ဒါကတော့ထိထိရောက်ရေးယူကျွန်တော်ဒီလိုလေးခွဲပြီးတော့ပြောပြရစီเนาะဒါလေးကျွန်တော်ပထမဆုံးတစ်ခုပါနောက်တစ်ခုကဒီနေ့ဆရာဆန်လမ်းမှာဖြစ်သွားတဲ့ဟာလေးဆိုရင်ရန်ကုန်မြို့ဆရာဆန်လမ်းပေါ့နော်အဲ့ဒါလေးဆိုကျွန်တော်ဗီဒီယိုလေးကြည့်ပြီးတော့ကျွန်တော်စိတ်ထဲတော့မကောင်းဟိုဓာတ်ပုံလေးလည်းကျွန်တော်မြင်ရပါတယ်လူရဲ့အသက်ဟာနေချင်းညာချင်းအမျိုးပြောင်းလဲနိုင်တယ်ဆိုတာကျွန်တော်တို့ပို့ပြီးတော့ဟိုရသင်ခန်းစာရစီပါတယ်ဥပမာဗျာဒီမှာကျွန်တော်ခင်ဗျားတို့ဗီဒီယိုလေးတစ်ခုဖွင့်ပြမယ်ဖွင့်ပြဖို့အတွက်ကျွန်တော်ဖွင့်ပြလိုက်ပေါ့နော်ဖွင့်ပြပြီးတော့ကြည့်လို့ရအောင်လို့ပေါ့ကျွန်တော်ဒါလေးကြည့်ပြီးတော့လူအသက်ပေါ့နော်ဒါနေချင်းညာချင်းပဲလူကဒါဒီနေ့ရန်ကုန်မြို့ဆရာဆန်လမ်းပေါ်မှာဖြစ်တယ်ဟာလေဟောဒီအပင်လဲသွားတယ်ပေါ့အဲ့ရဆိုတော်တော်လေး60စက္ကန့်လောက်ပဲရှိတဲ့ဗီဒီယိုဖိုင်လေးပေါ့ဗျာနော်ကျွန်တော်ကြည့်ပြီးတော့စိတ်ထဲမကောင်းပါဘူးဒါဆိုနောက်တစ်ဖိုင်ဒါဆိုအပင်ကသူ့အတူဖြစ်နေတယ်အပင်ကသူ့ရဲ့ live ပေါ်ကိုလဲသွားတဲ့ဟာကြီးကတော်တော်လေးပြန်တွေးကြည့်ကံကြမ္မာပေါ့ဗျာဒီဖြစ်တဲ့ကံပေါ့ဗျာကံပေါ့ဆိုတော့အဲ့တော့ဒီကားသမားကတနာပါတယ်ဟိုတယောက်တော့ဆုံးသွားပါတယ်ဒီဖြစ်စင်မှာတယောက်ဆုံးသွားတယ်ကားလဲပြီးတော့ပိသွားတာပေါ့နော်ကားမောင်းတဲ့သူတွေနေလည်းဒီလိုပဲတွိုင်းလာနေဗျာဒီရာသီဥတုဒီအချိန်နေမိုးရင်းအချိန်နေဘာညာပေါ့ဒါတွေကလူတွေကိုမိုးတွေကြောင့်မိုးရာသီကြောင့်တော့မိုးတွေရွာတော့အပင်တွေကရေအောက်ကနူးတယ်နူးပြီးတော့အပင်ကကိုင်းကက်တွေကမခုတ်ဘူးဝေနေတော့အပေါ်ကြီးပြီးအောက်ကဝေးကမနိုင်တော့တဲ့ခါကျတော့အပင်တွေကဒီလိုမိုးရာဖြစ်နေတာအဲ့တော့လဲကြတာပေါ့ဆက်ဆက်လောက်မှာအဲ့ဒါဒီနေ့29ရက်နေ့ကဖြစ်တာပေါ့မနေ့စနေကိုတော့ဆရာဆန်လန်းပလဲကွန်ဒိုနာမှာမောင်းလိုက်ထွက်ပေါ်တပင်လဲကြသွားတယ်တဲ့ကြီးပေါ့ဗျာတဲ့ကြီးလဲကြတော့အသက်ဒီဆုံးသူဦးကျော်တက်ဆိုတဲ့ပုဂ္ဂိုလ်ပေါ့အသက်နည်းနည်းဟောပေါ့လူလာပိုင်းရွယ်နောက်ကျန်တဲ့ထိခိုက်ဒဏ်ရာရှိသူကတူလေး15နှစ်ရွယ်သူလေးဘေးရလိုက်တဲ့သူကကန်ကောင်းသွားဖြင့်ထိခိုက်ဒဏ်ရာနည်းနည်းပဲရတယ်ပေါ့နော်ဘာမှမဖြစ်ဘူးပေါ့နော်ဆိုတော့ဟိုရင်မောတော့ဖြစ်ချင်းတခါတည်းတမ်းပြီးပြားနေကားတော့မှခင်ဗျာပြားသွားတယ်ဆိုတော့ကားတော့တော်တော်ကြီးမော့ထွက်သွားတယ်ဆိုတော့လူလဲအောက်မှာတေးတာပေါ့ကလေးကတော့ကောင်လေးကတော့15နှစ်သားကောင်လေးကတော့တူလေးကတော့ကန်ကောင်းသွားဖြင့်တက်ရှင်နဲ့လူမှုကူညီရေးဖွဲ့စည်းတဲ့ချက်ချင်းသူတို့ရောက်သွားချက်ချင်းကူညီကယ်ဆယ်ထုတ်တယ်ပေါ့နော်တေးတဲ့လူရုံလောင်းတော့ခုတော့ရန်ကုန်စေးုံရောက်သွားပြီဆိုတော့ဒါဆိုရင်သူရဲ့ကံပေါ့ဗျာဒီကံကြမ္မာလို့ပဲကျွန်တော်ပြောပြစီဒီရုပ်တရက်မထင်မှတ်ဖြစ်တဲ့ကိစ္စပေါ့သူလည်းသူ့ကိုယ်သူတော့ဒီလိုဖြစ်လိမ့်မယ်လို့တော့ဘယ်မျောလဲမလဲဗျာနော်ဒါပဲကံပေါ့အဲ့တော့ကံမကောင်းစွာဖြစ်မယ်ဆုံးမသွားရှာပါတယ်အဲ့တော့ဟိုကားမောင်းကြတဲ့သူတွေရန်ကုန်မြို့မှာကားမောင်းကြတဲ့သူတွေဘယ်နေရာဖြစ်ပါကားမောင်းကြတဲ့သူတွေမောင်းတဲ့ခါမှာသတိလေးနဲ့သွားလာမောင်းနေကြပါဘာပြောဟိုကိုကြောင့်မှားတာဖြစ်တယ်လူကြောင့်မှားတာရှိတယ်ကားကြောင့်ဆက်ကြောင့်မှားတာရှိတယ်သူများလာမှားတာရှိတယ်ကံကြမ္မာဖြစ်တာပေးတာရှိတယ်ဘာဖြစ်ဒီမတော်စားမှုတွေနဲ့ကိုတစ်ခါတော့သွားနိုင်တယ်အဲ့တော့တတိလေးနဲ့သွားကြပါပြီးရင်ကျွန်တော်ဗုဒ္ဓဘာသာဝင်ဖြစ်တော့သွားတဲ့ခါတိုင်းမှာဒီဟိုကျွန်တော်တို့ဆိုတရဏဂုံပေါ့တရဏဂုံလေးရွပြီးတော့သွားရင်တော့ပို့ပြီးတော့နည်းနည်းလေးကိုယ့်အတွက်ပို့ပြီးတော့ဟို safe ဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်မှုအရာဖြစ်စေပါတယ်အဲ့တော့ဒါလေးလည်းကျွန်တော်ထည့်ပြတာအဲ့တော့ကိုလွန်သွားတဲ့ကားသမားနဲ့ပတ်သက်ရင်လည်းစေမကောင်းဖြစ်ရအကြောင်းလေးရယ်နောက်တစ်ခုကဒီသူမိသားစုနဲ့ထပ်တူကိုချင်းစာကြောင်းစာနာမိပါတယ်နောက်တစ်ခုကဒီကောင်းတဲ့သူတွေလာပါဆိုလို့ပဲဆူတောင်းပေးပါတယ်เนาะဒါလေးကတော့ဒုတိယတစ်ခုနေတယ်နောက်တစ်ခုကမြဝတီမှာဖြစ်တဲ့ကိစ္စပါမြဝတီမှာကားဘုံကွဲတယ်ပေါ့ဗျာကားဘုံကွဲတယ်မြဝတီမှာပေါက်ကွဲမှုဖြစ်တယ်ပေါ့ကားဘုံကွဲတယ်လို့ပြောရတယ်နော်ဆိုတော့မြောက်ရီမျိုးအမှတ်9ရက်ကွက်ရေဘူးဖုန်းကြီးကျောင်းရဲ့နောက်ဖက်နားမှာရောဘာချန်နာမှာရပ်ထားတဲ့ဒီကားတစ်စီးပေါ့ကားတစ်စီးကမတင်ငါဖွယ်ဖြစ်နေလို့ဆိုပြီးတော့တွားပြီးတော့ဟိုအဖွဲ့တွေပေါ့ဒီစောချစ်သူရဲ့အဖွဲ့တွေ KND အဖွဲ့တွေကတွားပြီးတော့စစ်ဆေးဖို့တွားတာသူတို့ကဒီအပေါ်တော် report တခြားမလုပ်ခဲ့ခင်မှာပဲကျွန်တော်ထင်တယ်အပေါ်တော်တခြား report မလုပ်ခင်မှာပဲသူတို့လုံနိုင်တယ်ထင်လို့တွားပြီးစစ်ဖို့တွားရင်းနဲ့ကျွန်တော်ထင်တယ်ဟိုအဲ့ဒီအချိန်မှာချိန်ကိုက်တစ်ဖက်ကလှုပ်ထက်လိုက်တုံပေါ်တယ်ဒီချိန်ကိုက်ဘုံလားဒါမှမဟုတ်ဘယ်လိုလဲတော့မသိဘူးပေါ့နော်ချိန်ကိုက်ဘုံလားဒါဘယ်သူထောင်တာလဲဘယ်သူကအဲ့ကားနဲ့ကားဘုံခွဲတာလဲဆိုတာကူးတီတော့လိုက်နေလို့ပေါ့နော်အဲ့မှာပေါက်ကွဲကပြင်းတော့အဲ့ဒီရောက်သွားတဲ့အဖွဲ့ဟိုရောက်သွားတဲ့အဖွဲ့9ယောက်လောက်ရှိတယ်တဲ့9ယောက်မှာ9ယောက်ကတော့ဆုံးသွားတယ်လို့ကြားတယ်အဲ့ဒီမှာ2ယောက်ကတော့ကံကောင်းတယ်9ယောက်ဆုံးသွားတဲ့လူဆိုလို့ရှိရင်ပေါက်ကွဲကပြင်းတဲ့ခါကျတော့ရမ်းအားတော့ပြင်းပုံရတယ်လူတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေတစစီတွန်းထွက်ကုန်ပေါက်ကွဲဘယ်လောက်ပြင်းလဲဆိုလူတွေတပိုင်းပြတ်ကုန်တာတို့ခေါင်းပြတ်ကုန်တာခြေပြတ်ကုန်တာလက်တွေပြတ်ထုတ်ကုန်တာကိုယ်လုံးပြတ်ထုတ်ကုန်တာတို့အဲ့လိုဖြစ်ကုန်တယ်အဲ့ဒါ26ရက်နေ့မနေ့ကမော်လဝဲမှာဖြစ်တာမြောက်ရီမျိုးအမှန်9ရက်ကိုရေဘူးဖုံးချောင်းနောက်ရာဘာချန်နာမှာဖြစ်တာဆိုတော့ဒါဆိုလဲပွင့်လည်းပြောရင်ဒါဆိုလဲတော်တော်လေးတော့ဟိုအံ့အားသင့်စရာပေါ့ဗျာဒီမြောက်ရီဘက်မှာက
လက်နက်ကင်ပရိပခါလက်နက်ကင်အများကြီးရှိတယ်မြောက်တွေမှာလက်နက်ကင်အဖွဲ့အစည်းတွေအများကြီးရှိတယ်ဒါပေမဲ့ရှိပေမဲ့ဒီလက်နက်ကင်အဖွဲ့တွေအများကြီးရှိပေမဲ့ဘယ်အဖွဲ့ကဘသူကဘာကောင်းနေမှဘယ်သူမှမသိဘူးပေါ့ဗျာအဲ့လိုအကုန်လုံးတနက်တွေကင်ထားကြတော့အကုန်လုံးကလည်းအနေရှိတယ်ပြီးတော့ပောက်ကွဲစေနိုင်တဲ့ပစ္စည်းတွေတည်နိုင်တဲ့ပစ္စည်းတွေပေါ့ဗျာဒါတွေရှိတယ်ရှိတော့ဒီပစ္စည်းတွေပောက်ကွဲမှုတွေကနေလူတွေတည်နိုင်တယ်ပေါ့နော်အခုတော့ဘာပဲပြောဒီ KNY တပ်ဖွဲ့ဝင်9ဦးတည်တယ်9ဦးတည်ဆုံးသွားတယ်2ဦးကဒဏ်ရာရတယ်ပေါ့နော်စုစုပေါင်းတို့သွားတော့ကျွန်တော်တချို့တွေတော့လွတ်တယ်ပေါ့တချို့လူတွေအနေနဲ့ကင်းနေဒါပေမဲ့အနီးကပ်သွားမိတဲ့လူ9ယောက်ကတော့တစစီဖြစ်ကုန်တော့လို့သိရတယ်ပေါ့နော်ဆိုတော့ဒါတယောက်ကလာထောင်ထားတယ်လို့သဘောကကြားရတယ်ဖြစ်နိုင်ကြီးဘယ်သူလဲဆိုတော့အခုဒါတို့တပ်ဖွဲ့ဝင်စုံစမ်းနေတယ်ပြီးတော့အဲ့ပောက်ကွဲမှုဖြစ်ပြီးတဲ့အချိန်မှာညနေဆောင်ကြတာကထပ်ပြီးတော့ထပ်မိုင်းခွဲလိုက်သေးတယ်အဲ့ဒါကြတော့သူကအဲ့ဒါကြတော့ပောက်ကွဲမှုဖြစ်ပြီးတဲ့နောက်အဲ့နေရာပတ်လည်မှာဒီလက်ကျန်မိုင်းတွေရှိသေးမလားဆိုတော့တန်တရားစိုးရိမ်ချက်ပေါ့နော်စိုးရိမ်ချက်နဲ့တို့ကဒီ drop bomb လေးတွေချပြီးတော့အဲ့တခြားမိုင်းတွေကိုလူတွေဖယ်လိုက်ပြီးအနားမှာဘယ်သူမှမရှိတော့ဖယ်လိုက်ပြီးတော့လူရှင်းပြီးဆိုတဲ့အချိန်ကျမှဒီမိုင်းရှင်းတဲ့ပုံစံနဲ့လူမသွားတော့ဘဲနဲ့အပေါ်ကနေ drop bomb နဲ့ချပြီးတော့မိုင်းကိုထပ်ရှင်းပေးလိုက်တယ်ထပ်ကြံတဲ့မိုင်းတွေရှိမရှိဆိုတော့ချပေးလိုက်တော့ထပ်ခွဲပြီးတော့ချပေးလိုက်တယ်အဲ့ဒါတော့လူကဒီ drop bomb နဲ့ချပြီးတော့ဒါတော့အာနာရဲ့ဖွဲ့စည်းရေးအစိုးရနဲ့ဒီ BGF တီပေါင်းပြီးတော့လုပ်တဲ့သဘောပေါ့နော်ဒါတော့ခွဲလိုက်တယ်ခွဲပြီးတော့နေမြေတကယ်အဲ့နေရာပတ်လည်းမှာနောက်ထပ်အန်ရမရှိအောင်လုပ်ပေးလိုက်တယ်လို့သိရတယ်အဲ့တော့ပေါက်ကွဲမှုကတော့တော်တော်ပြင်းထန်တဲ့အတွက်ဒီဆုံးတီဆုံးတာ9ယောက်တခါတည်းဖြစ်တည်သွားတယ်ကျန်တဲ့လူတန်ရအောင်နည်းနည်းပေါ့ရတယ်ပေါ့ဆိုတော့ဒီပေါက်ကွဲမှုကလက်တရဘယ်သူလဲတရားခန်းဘယ်သူလဲပေါ့နော်ဆိုတော့ဒီလိုမျိုးဖားကတ်မှာလည်းမိုင်းကွဲတာရှိတယ်ဗျဖားကတ်မှာလည်းမိုင်းကွဲတာရှိတယ်ကျွန်တော်ပြီးရင်မြောက်ရီကိစ္စလေးပြီးသုံးသပ်ပါမယ်ဖားကတ်မိုင်းကွဲတာလေးနဲ့ကျွန်တော်ချိတ်ချင်လို့ပါဖားကတ်မိုင်းကွဲတာလည်းရှိတယ်ဖားကတ်မိုင်းကွဲတာကြတော့ဖားကတ်မိုင်းကွဲတာကြတော့ဒီလုံးခင်းဘက်မှာနော်ဖားကတ်လုံးခင်းဘက်မှာလုံးခင်းမှာ26ရက်နေ့မနေ့ကမနက်ပိုင်းမှာပဲလုံးခင်းဘက်မှာပေါ့နော်ဒီလုံးခင်းအုပ်စုခွန်စာကုန်းကွင်းနဲ့ဘုံကျောင်းသားမှာမနေ့ကလည်းအဲ့လိုပဲဒီမျိုးမိုင်းပေါ့ဒီကောင်နဲ့ကြည့်ရတာဒီအဲ့ဘက်ကိုစစ်တပ်စစ်ကြောင်းလာမယ်ဆိုရွေးချက်နဲ့ KIA ရဲ့ line မိုင်းထောင်ထားတယ်လို့သိရတယ်ဒါပေမဲ့ဖြစ်ချင်တော့မိုင်းက KIA ကထောင်ထားစစ်တပ်ကိုရွေးပြီးထောင်တာဖြစ်ချင်တော့အရက်သားတွေအဲ့ရဖြတ်တော့အရက်သားရှိရမိုင်းကွဲသွားပြီအရက်သား2ဦးသေဆုံးသွားတယ်ဘေးနာအစောတွေလွင့်တော့ပျက်စီးကုန်တော့ဗော2ယောက်မိုင်းထိသေတယ်3ယောက်ကတော့ဒဏ်ရာရသွားတယ်ဗောနော်အဲ့ဒါကတော့ဟိုဖားကတ်ဘက်မှာဖြစ်တာဖားကတ်ဘက်မှာဖြစ်တာဖားကတ်ဒီလုံးခင်းအုပ်စုဒီခွန်စာကုန်းကွင်းနဲ့ဖုံးကျောင်းတော့မှာဖြစ်တာနော်အဲ့တော့ဒီလိုပေါက်ကွဲမှုတွေကဖားကတ်မှာရှိတယ်တက်မတော်ကိုသူတို့က target ထားပြီးတော့ဟိုမိုင်းခွဲတာကြီးလောက်တာဒါပေမဲ့လည်းဒီတက်မတော်မထိဘူးသူတို့အရသားတွေတော့ထိပြီးတော့အရသားတွေတီးကုန်တော့ဗောဒါပေမဲ့လည်းတစ်ဖက်ကကျတော့ဝါရဖြတ်နေရေးကြတော့အာစစ်သားတွေတီးကုန်ပြီးစစ်ကောင်စီတီးပြီးတော့စစ်သားမဟုတ်တာတကယ်အရသားကားကြီးကိုတီးနဲ့စစ်ကောင်စီပါဆိုပြီးသူတို့ကဒီလိုမျိုးဆွဆွဲတာဗျာဒါလေးတွေရှိတယ်ဆိုတော့ဒီမြောက်ရီကွဲတာကိုပြန်ပြီးတော့ပြန်သွားမယ်ခုနမိုင်းကွဲတာနှစ်ခုချိန်ပြီးတော့ပြောချင်လို့ဗောနော်မြောက်ရီကွဲတာပြန်သွားဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းမှာမြောက်ရီမှာပြီးခဲ့တဲ့ရက်ပိုင်းကမြောက်ရီမှာဘာလဲရှိနေလဲဆိုတော့ဒီကိုတောင်လေးပေါ့ကိုတောင်လေးဘာလဲဆိုတော့ဒီထိုင်းဘက်ကနေတွင်းလာတဲ့တရားမဝင်တွင်းကုန်တွေရှိတယ်တွင်းကုန်ကိုတောင်လေးအဲ့ကိုတောင်တွေကိုနေဆက်ကုန်သွေးဖွဲ့နေလုံခြုံရေးတပ်ဖွဲ့ဝင်တွေကကိုတောင်တွေကိုဝင်စစ်တယ်စစ်တာရှိခဲ့တယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာဒါဆက်ဆက်လားမဆက်ဆက်လားဆိုတော့စဉ်းစားစရာဖြစ်အောင်ထည့်ပြောကြည့်တာပြီးခဲ့တဲ့ရက်ပိုင်းမှာရက်ပိုင်းလေးမှာပြီးခဲ့တဲ့3-4ရက်4-5ရက်တုန်းကထိုင်းမှာsorry မြောက်ရီဘက်မှာရှိတဲ့ကိုတောင်ယူတွေအဲ့ဒါတွေကိုဝင်ပြီးတော့အစိုးရအာဏာပိုင်ဖွဲ့စည်းနေလုံခြုံရေးတပ်ဖွဲ့တွေစစ်တယ်စစ်တော့အဲ့မှာတရားမဝင်ကုန်စီတွေထိုင်းဘက်ကတွင်းထားပြီးတော့တူလောင်ထားတာပြီးရင်အဲ့ဒီတိုင်းတစ်ဆင့်ချင်းသူကဒီပြည်တွင်းတွေကိုပုံစံမျိုးစုံနဲ့တည်တာအဲ့ဒါရှိတော့ဒီကတရားဝင်ကုန်စီကိုတကယ်ကိုအစိုးရတားမြစ်နေတဲ့အချိန်မှာဒီလိုမျိုးတည်နေတာကြီးရှိနေတော့အစိုးရတားတော့ဒီမြောက်ရီထိပါစစ်တာဟိုနေသက်ဂိတ်တွေကဂိတ်တွေဖြတ်ပြီးကြော်လာတာမျိုးတရားဝင်လမ်းကြောင်းမျိုးစုံကကြော်လာတာမျိုးတွေအပြင် plus ပေါ့တခြားလမ်းကြောင်းနဲ့ကြော်လာမှဆိုလို့သူတို့ကသူစစ်လိုက်တာပေါ့စစ်တဲ့ခါကျတော့အခုမြောက်ရီတို့စစ်တော့အဲ့ဒါတွေကနည်းနည်းလေးဒီထိခိုက်နေတာဆုံးရှုံးသွားတဲ့ကုန်စီတွေပေါ့နော်အဲ့ဒီကုန်စီတွေထိခိုက်နေတာဆုံးရှုံးသွားတဲ့သူတွေရင်ထဲမှာတော့မကျင်တဲ့ချက်တွေရှိကောင်းရှိနိုင်တယ်ပေါ့နော်တခါဒီလိုပဲဒီ DKBA ရဲ့ကြောက်ခက်ပေါ့ကြောက်ခက်ကကြားဖြန့်အုပ်စုအဲ့ဒီအုပ်စုကလည်းခုပြီးခဲ့တဲ့ပိုင်း FBI ကညွှန်ကြားမှုနဲ့ဒီထိုင်းဝန်ကြီးချုပ်နဲ့တွေ့ပြီးတဲ့နောက်ပြီးတော့တခါမြန်မာအစိုးရနဲ့ဒီမြန်မာအစိုးရနိုင်ငံတိုင်းဝန်ကြီးဟိုထိုင်းကိုသွားပြီးဟိုဘက်ကအာဆီယံနိုင်ငံတိုင်းဝန်ကြီးတွေ့ပြီးတဲ့နောက်အဲ့ဒီနောက်ပိုင်းကစပြီးတော့ဘာဖြစ်သွားလဲဆိုတော့ဒီဘက်ကိုပြီးတော့ DKBA ရဲ့လူတွေနေပြီးတော့မှလာပြီးတော့ပြီးခဲ့တဲ့အဲ့ရပိုင်းတွေကတော့ဆိုတော့ဒီဝဲလူတွေနေပြီးတော့မှလာပြီးတော့ငင်းချိုင်းဆွေးနွေးပြီးတဲ့နောက်မှာ DKBA ကြောက်ခက်နေမြေတွေကနေပြီးတော့ကြားဖြန့်ဟို online လေသူတွေဖွဲ့တွေကအုံနေချင်းနဲ့သူကဘယ်ကိုရွှေ့လဲဆိုတော့ဟိုရင်တော့ဒီ DKBA စုံစည်းမြန်ကိုရွှေ့တဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်အခုဘယ်ကိုထပ်ရွှေ့လဲဆိုတော့ဖျားသုံးသူပဲရွှေ့တယ်ကျွန်တော်ခံမှန်းတယ်ဖျားသုံးသူဘက်ကိုသူတို့သွားကြလိမ့်မယ်ယူဆတယ်ဆိုတော့အခုဖျားသုံးသူတို့တော်တော်ရွှေ့နေတယ်ဆိုတော့ကြားဖြန့်သမားတွေကလည်းအကြီးကျယ်ရွှေ့နေရတယ်သူရွှေ့တော့ပြောရရင်တော့ဗျာဆုံးရှုံးမှုတွေသူတို့ဘက်ကဆုံးရှုံးမှုတွေဖြစ်သွားတယ်လို့ဖြစ်တယ်ပေါ့နော်ဖြစ်တော့ဆုံးရှုံးသွားတဲ့သူတွေကဘာဖြစ်သွားလဲဆိုတော့ငါတို့ကိုဆုံးရှုံးအောင်လုပ်ရင်ငါလည်းမင်းတို့ကိုပြန်ပြီးတော့မိုင်းခွဲပြီးတော့သတိပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့များမိုင်းခွဲလေသလားပေါ့နော်ဆိုတော့အကုန်လုံးအဲ့ဖွဲ့တွေကိုပေါင်းပြီးတော့များဒါမိုင်းခွဲဖို့အတွက်ကိုဒီတစ်ဖက်ဘက်ကိုဒါအဲ့မှာလက်နက်ကင်ပြိပြများလက်နက်ကင်အုပ်စုတွေများတဲ့ခါကျတော့လက်နက်ခဲရလည်းပေါ်တယ်ဗျာဖောက်ခွဲရမ်းနေလည်းပေါ်တော့ဒီကောင်တွေအဲ့ဒါကားမိုင်းထားပြီးတော့စစ်တပ်ကလာစစ်မယ်လို့ယူဆဖို့ရပါစစ်တပ်နဲ့
လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာစစ်မယ်လို့သူယူဆဝင်ရတယ်ထင်တယ်အဲဒါကြောင့်မို့သူကတော့ဟောပြတော့ထောင်တာဖြစ်မှာပါဒါပေမဲ့ကန်ဆိုးကျွန်တော်စစ်တပ်ကလူတွေကကန်ကောင်းတာပေါ့နော်ဟိုကန်ဆိုးကျွန်တော် KNA ရဲ့လူတွေကတော့ကန်ဆိုးတာပဲဒီကောင်တွေတွားပြီးတော့တွားလောက်တော့အခုကိုယ်ဒီလိုကျွန်တော်ခံမှန်းကြည့်တယ်ဒီလိုပဲကျွန်တော်ဖြစ်နိုင်ရရှိတယ်မှန်တယ်ဘာလို့ပလိန်အားနေရနေထပြီးတော့ကားမိုင်းခွဲရလောက်အောင်တော့ရုပ်တရက်ကြီးခွဲရအောင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့မြောက်ရီမှာက DKP တို့ KNA တို့ BGF တို့တက်မတော်ဘက်ကလူတွေတခါလေ PC ရကောင်တွေလည်းရှောက်သွားလေးလေတခါလေ KNU KNL ရဟာတွေလည်းသွားတယ်တခါလေကောင်တူလေးရကောင်တွေလေးသွားအဲ့တော့အဲ့ဒီမှာဗျာလူတယောက်ကဒီဘက်လူခဏကျွန်တော်ပဲကတ်ခွာတယ်လို့ကျုံသူကတ်လိုက်ခွာလိုက်လုံနေတဲ့ကောင်တွေဆိုတော့သူတို့ကဟိုဘသူဘဝဆိုတော့မကွဲပြားဘူးဒီနေ့ DKB နောက်နေ့ KNU KNL PC ဖြစ်ရင်ဖြစ်တာနောက်နေ့ကျတော့ KNU KNL အုပ်စုတွေရောက်သွားနောက်နေ့ကျတော့ဟိုနေရမြစီရောက်တာသူတို့ဒီလိုမျိုးသူတို့ကလုံနေကြတာဆိုတော့ဟိုဘသူဘဝရဲဆိုတာထက်သူတို့အချင်းချင်းကြားမှာမကြည်လဲမှုရှိရင်မိုင်းခွဲတယ်လောက်ကြံတယ်တပ်ဖြတ်တယ်ဒီလိုကတော့ရှိနေတယ်အဲ့တော့ဒါပေမဲ့သူတို့ target တွေကတော့ရည်ရွယ်ချက်ကတော့အစိုးရအာဏာပိုင်တွေကိုရည်ရွယ်ပုံရတယ်သို့တော့အာဏာပိုင်တွေမဟုတ်ဘဲနဲ့သူတို့အချင်းချင်းပြန်ထိရပုံလဲဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ခံမှန်းအဲ့တော့ဆော့ချစ်သူကတော့သူ့လူတွေထိရတဲ့ဒါပေမဲ့ခွဲရလဲသူလိုက်နေမှာပေါ့ဒါပေမဲ့လဲလိုက်ပြီးလို့တရားခံပေါ်ရင်သူတို့ဒါကိုအများပြည်သူသိအောင်ထုတ်ပြန်မလားဒါမှမဟုတ်ဒိုင်ရှိုးလေးပဲကိုကြီးညီလေးဇလန်းနဲ့ဖုန်းလေးဆက်ပြီးတော့ကိုကောတာကြီးပဲပြန်ပြောပြီးတော့ပြီးဖုန်းလေးချပြီးတော့မင်းမှတ်ထားမင်းလက်ပြီးငားလက်ဒါမျိုးတွေပြန်ညှိုးကြမလားတော့ဒါတော့မသိဘူးပေါ့ဗျစောင့်ကြည့်အောင်ပေါ့နော်ဒါလေးရှိတယ်အဲ့တော့ဒါအများကြီးပဲမှာအဲ့ဒါဖြစ်တဲ့ကိစ္စနောက်တစ်ခါဖားကန်ကိစ္စဆိုရင်လေဖားကန်ကိစ္စဆိုလေဒါဖားကန်ကွဲတာတော့ဒါတော့ဖားကန်ကွဲတာတော့ဒါစစ်တပ်စစ်ကြောင်းတွေကိုရည်ရွယ်ပုံရတယ်ဘာလို့ဆိုဒီတဖြည်းဖြည်းနဲ့တပ်မတော်ကဒီတရားမဝင်ဒီကြောက်စိမ်းရောက်ဝယ်မှုကြောက်စိမ်းတူးတာတွေကိုကြောက်တူးတာတွေကိုတဖြည်းဖြည်းတက်ကတဖြည်းဖြည်းနဲ့ထိန်းချောင်းချင်လာတဲ့ပုံပေါ်တယ်ဟိုမှာတရားဝင်လဲသွားပြနေပြီးဒီဘက်ကတရားမဝင်လို့ထိန်းနေတယ်ပြီးတော့နေမျိုးလုံညိုရေးကိုလည်းသူတက်ကစိုးမှုယူအောင်လဲရတယ်အဲ့ခါကျတော့တပ်မတော်နဲ့ဒီ KIA ချားမှာနည်းနည်းလေးပုတ်တိုက်မှုလေးအနေငယ်ဖြစ်လိရှိတယ်။ဘာလို့ဘယ်ချိန်မှဖြစ်လိရှိလဲဆိုတော့ဘာလို့တက်မလို့မှာအရာရှိအကြီးပိုင်းထိပ်ပိုင်းတက်မှမှုအဆင့်တယောက်ပြောင်းပြီးတော့တိုင်းမှုအဆင့်ပြောင်းပြီးတော့အသက်ရောက်ပြီးတော့အဲ့လိုမျိုးတွေကြာရင်နည်းနည်းလေးဟိုပြစ်တပြဟိုခတ်တခတ်လေးနည်းလုံးလေးရှိတယ်။ညှိနှိုင်းလို့မရချတယ်ပေါ့။အဲ့လိုမျိုးတွေရှိကြလေရှိတယ်။အဲ့တော့ဒါတွေကိုလည်းရည်ရွယ်ပုံလည်းရတယ်နော်။ဒါတခုနောက်တစ်ခုကဒီ KIA နဲ့အစိုးရကြားမှာလည်းနောက်ထပ် issue တစ်ခုကရှိနေသေးတယ်။အဲ့ဒါဘာလို့ဆိုတော့ကမ်ပိုင်ဒီကအခုလောဆယ် KIA ကအဲ့ကမ်ပိုင်ဒီတဝိုက်ကို KIA ကထိန်းချုပ်ထားသလိုဖြစ်နေတယ်။ဖြစ်နေတော့ကမ်ပိုင်ဒီနေဆက်ကုံသွေးတရုတ်နဲ့ကုံသွေးခိတ်အဲ့ကုံသွေးခိတ်ကိုတက်မလို့အစိုးရကနေပြီးတော့အဲ့ကမ်ပိုင်ဒီကဟာကိုပြောင်းပလိုက်တယ်ပေါ့နော်ပြောင်းတယ်ပေါ့ကမ်ပိုင်ဒီဂိတ်ကိုဒီဘက်ကိုပြောင်းပလိုက်တယ်ပေါ့နော်ပြောင်းပလိုက်တယ်တွေ့ရတယ်အဲ့တော့ဒါယူချင်းချင်းအဖြစ်တော့ဝိုင်းကမ်ပိုင်ဒီဟာကိုမြင်မစိုးမှု KIA နဲ့တက်ဖြစ်နေတော့ဒါအစိုးရကနည်းနည်းလေးသူတို့ policy change လုပ်မှုရတယ်အဲ့တော့ကချင်ဝီကျုပ်ဥက္ကဋ္ဌနိုင်ငံကပြီးခဲ့တဲ့26ရက်နေ့မနေ့ကပေါ့နော်မနေ့ကတော့သူဗာပြောလဲဆိုတော့ဒီကမ်ပိုင်ဒီကဟိုဟုတ်တဲ့နော်အဲ့တော့အဲ့ကမ်ပိုင်ဒီကဟာတွေကိုဘယ်ကိုပြောင်းမလဲဆိုတော့ကမ်ပိုင်ဒီကုံတဲ့အသင်းတို့ကချင်ပြည်နယ်ဆိုင်ပြည်အသင်းအဲ့အသင်းဖွဲ့ရင်းနဲ့သူကဆွေးနွေးပြီးတော့ဝိုင်းမော်မြို့နယ်မိုင်းနာကြီးရွာမှာရှိတဲ့တရုတ်နယ်စပ်ကုံသွေးစခန်းအဲ့ကန်းကိုအဲ့စခန်းလို့ခေါ်တယ်ကမ်ပိုင်ဒီလို့ခေါ်ပါတယ်အဲ့ဒါကိုစွပ်ပွန်ကုမ္ပဏီပိုင်ကုမ္ပဏီပိုင်ချန်ကုံချိန်ကွင်းမှာကုံချင်းကွင်းမှာပေါ့နော်ကုံချင်းကွင်းမှာအဲ့မှာပြောင်းမယ်ဆိုပြီးတော့ပြောတယ်အဲ့ဒါပြောင်းမယ်အဲ့ဒါကရိန်းကွင်းလို့လည်းခေါ်တယ်အဲ့မှာကွန်ပျူတာတွေချင်းနေအဲ့မှာသွားချင်းရတယ်ကွင်းအဲ့ကွင်းမှာပဲနေဆက်ကုံသွေးစခန်းဆိုပြီးတော့တတ်မှတ်ပြီးတော့ထားမယ်ဆိုပြီးတော့ပြောင်းတယ်ပေါ့26ရက်နေ့ကသူတို့ဒီကချင်မှာရှိတဲ့ကုံသွေးတွေကချင်စီးပွားရေးလုပ်ငန်းရှင်တွေအဲ့ဒါကိုလုံးနဲ့သူဝင်းချုပ်ကတွေ့ပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့အရင်တော့ဝိုင်းမော်မြို့နယ်မိုင်းနာကြီးရွာရွှေမိုးတောင်ဖျားတောင်ကြီးအောင်မှာသူတို့စကန်ယာယီစကန်ဖွင့်ခဲ့ဘူးတယ်နောက်တော့အခုတော့ဒီတဖြည်းဖြည်းနဲ့ဒီမိုင်းနာဝေပါဝါရှောင်းအစရှိတဲ့လမ်းတွေအတိုင်းအတွင်းပိုင်းနဲ့ဒီစွပ်ပွန်ဝင်းထဲမှာပြန်ဖွင့်တော့မယ်ဖွင့်ပြီးတော့ပိုလုံုံတဲ့ဘက်ကိုပိုးရှိတယ်ပို့ပြီးတော့ကုံသွေးကြီးကိုဒါအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာထားခြင်းတဲ့သဘောရှိတယ်ပြောအရင်တော့တမရလည်းခဏခဏပြောတယ်နေသက်ကုံသွေးကြီးတွေကအစိုးရအောက်မှာပဲရှိရမယ်ဘယ်လက်နက်ကိုင်ဖွဲ့စည်းအောက်မှာရှိလို့မရဘူးဆိုတာကိုနိုင်ငံတော်တမရလည်းကြီးကပြောခဲ့ပြီးဖြစ်တဲ့အတွက်ဟိုဟာတိုက်လို့မပြီးသေးခင်မှာကုံသွေးကြီးကိုဒီဘက်ကိုကောက်ရွှေ့လိုက်တဲ့သဘောမျိုးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဟိုဘက်မှာတော့ပြတ်သားတိုက်လို့ရပြီပေါ့ဗျာကိုဘာမှဟိုမရှိချီနှောင်းထားတာဘာမှမရှိဘူးဆိုပြတ်သားတိုက်လို့ရတော့အဲ့တော့အဲ့ဒါတွေလည်းရွှေ့နေတာရှိတယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရတယ်ပေါ့နော်ဆိုတော့ကမ်ပိုင်ဒီပြောင်းပြီဆိုတော့မကြခင်တော့ဒီကုံသွေးကြီးကတော့ဒါကမ်ပိုင်ဒီဘက်ကနေကမ်ပိုင်ဒီမဟုတ်တော့ဘဲနဲ့တခြားဒီစွပ်ပွန်ဘာခေါ်လဲကျွန်တော်အဲ့နေရာတွေကိုလည်းအလွတ်မရပါဘူးဗျာပွန်လည်းပြောရအောင်ဒါကျွန်တော်တို့အလွတ်ရရမဟုတ်စွပ်ပွန်ကရိန်းကွင်းပေါ့နော်ကရိန်းကွင်းလို့လည်းခေါ်တယ်စွပ်ပွန်ကွင်းပေါ့နော်ကုံချင်းကွင်းပေါ့အဲ့ကွင်းမှာပဲနေသက်ကုံသွေးဂိတ်ဖြစ်သွားတယ်ပေါ့တော့တရုတ်နိုင်ငံမှာနေသက်ကုံသွေးမှာမူဆယ်ရှိတယ်မူဆယ်လွယ်ကျဲကမ်ပိုင်ဒီအဲ့လိုဂိတ်တွေအများကြီးရှိတယ်တိတိလေးတွေလည်းရှိတယ်မူဆယ်လွယ်ကျဲကမ်ပိုင်ဒီအစရှိတယ်လို့ရှိကြတယ်ဆိုတော့
ဒီအောက်ဘက်ဒီဘက်ကလည်းဆင်းလို့ရပါသေးတယ်ဒီဘက်ကကိုချင်းရွှေဟောလို့ရှိပါတယ်တရုတ်နဲ့မြန်မာနဲ့နေသက်ကုန်သွယ်ရေးက9ခု10ခုလောက်ရှိတယ်တေးလေးကြီးလေးအကုန်ပါဆို9ခု10ခုလောက်ရှိတယ်ပြီးတော့တောင်ကြားလမ်းတွေရှိတယ်တောင်ကြားလမ်းတွေလည်းရှိသေးတယ်ဒီကုန်သွယ်ရေးစခန်းမဖွင့်ထားတဲ့တောင်ကြားလမ်းတွေလည်းရှိတယ်ဟိုဘက်ခြံစီကိုဒီဘက်ခြံစီကိုကြော်လို့ရတယ်လည်းရှိသေးတယ်အများကြီးပဲကျွန်တော်တို့ကမိုင်မောင်းထောင်ချီကျွန်တော်တို့ကရှိနေတာဟုတ်မိုင်မောင်းပါလေတရုတ်နဲ့မြန်မာနဲ့ကြားမိုင်မောင်းထောင်ချီဘယ်လောက်များလဲဆိုတော့တရုတ်နဲ့မြန်မာကြားကျွန်တော်တွက်ကြည့်လိုက်တော့ဟိုနေ့ကြည့်လိုက်တော့မိုင်မောင်း1358မိုင်ရှိတယ်နေဆက်ကဆိုတော့ပြောရရင်ဟိုဒိန်ဖူးတောင်ကြားလို့ခေါ်မလားဒီဖူးတောင်ကြားကနေပြီးတော့ကျွန်တော်တို့အောက်ကိုဆင်းရင်မိုင်းယူအဆက်နာပေါ့အဆက်နာတီကိုသူကတောင်းလျှောက်ကြီးရှေးကြီးအဲ့နေတကြောမှာနေသက်ကုန်သွယ်စခန်းအများကြီးလုပ်လို့ရတယ်အဲ့တော့တို့ကဒီပုံမှန်ဆိုတော့ဟိုအပေါ်ပိုင်းဟိုအထိတ်ဆုံးပိုင်းဒီဖူးတောင်ကြားပဲချမ်းတဲ့အထိဆိုရင်ဒီဖူးဆိုတာဟိုဒီဘက်ကတရုတ်ဒီဘက်ကအိန္ဒိယပြီးမြန်မာအဲ့လိုအဲ့တောင်ကြားနေရာဆိုရင်ဟိုဘက်ကိုသွားလိုက်ရဒီဘက်သွားလိုက်ရတယ်အဲ့တောင်ကြားဆိုလို့ရှိရင်ကုန်သွယ်စခန်းလည်းမရှိဘူးဒါပေမဲ့တောင်ကြားလမ်းတွေရှိတယ်အဲ့လိုမျိုးတွေပေါ့ဆိုတော့ခါကြရင်ကျွန်တော်တို့ကအစိုးရအနေနဲ့ကတရားဝင်နေသက်ကုန်သွယ်ရေးခိတ်တွေကိုကိုယ့်အစိုးရအောက်မှာထားမယ်ပြီးတော့ကုန်သွယ်ရေးလုပ်မယ်ဆိုပေမဲ့လက်နက်ကင်ပြည်ခိုင်ရှိနေတယ်လက်နက်ကင်ပုံကန်သူတွေကနေသက်ကုန်သွယ်ရေးခိတ်တွေကိုဘာလို့သိမ့်ပိုက်နေလဲသိမ့်ပိုက်ထားတယ်သိမ့်ပိုက်ထားပြီးတော့သူကတရုတ်ချီကနေကုန်သွင်းတာတွေပဲလုပ်တယ်တရားမဝင်နေပေါ့လုပ်ကြတယ်ဒါတရားဝင်ပုံလက်နက်ကင်သဘုံတွေနဲ့ကုန်အဝယ်ရောင်းဝယ်လုပ်ပြီးဆိုရင်အဲ့ဒါတရားမဝင်ရောင်းဝယ်လို့ခေါ်ပါတယ်အဲ့တော့အဲ့ဒါကိုတရုတ်ကအားပေးသလိုအားမပေးရင်တော့အားပေးသလိုဖြစ်နေတာကြီးကအားပေးဘူးဆိုရင်တော့အားပေးသလိုဖြစ်နေတာကြီးကကျွန်တော်တို့အစိုးရအတွက်ကနည်းနည်းလေးတော့ကြည့်ရတယ်သိအဆင်မပြေဘူးပေါ့ဗျာအဲ့လိုရှိတယ်အဲ့ဒါကြီးရှိတော့ဒီအစိုးရအနေနဲ့ကိုယ့်ရဲ့အုပ်ချုပ်မှုရန်တရားအောက်ကိုချက်ချင်းပြန်ရွှေ့တယ်ကိုယ့်ဘက်ကိုပြန်ရွှေ့တယ်ပေါ့နော်ဒီလိုတွတ်တွေ့ရတယ်ဆိုတော့ဒါလည်းကျွန်တော်တို့ကောင်းတဲ့ဘက်ကရောရှိပါတယ်အဲ့တော့တရုတ်မှာနေသက်ကုန်သေးရလဲနည်းနည်းလေးရက်တက်နေသို့မဟုတ်ဟိုဖြစ်နေတယ်ပေါ့နော်ဟိုရော့ကြနေတယ်လဲတော်တော်ကြာပြီထိုင်းနေသက်ကုန်သေးလဲရော့ကြနေတယ်ကြာပြီဆိုတော့နေသက်ကုန်သေးဆိုလဲရော့ကြတယ်ဘာလို့ရော့ကြလဲမြန်မာဘက်ကလက်နက်ကင်ပြည်ခါတွေရှိနေမြန်မာဘက်ကရှင်းရှင်းလေးပဲငါတို့နေသက်ကုန်သေးကိုပင်လေအကြောင်းမှာသွားမယ်သွားနေသက်ကုန်သွယ်ရေးမလုပ်ဘူးဆိုတော့တရားမဝင်လက်နက်ကင်နေအုပ်စုတွေအများကြီးရှိနေတယ်ဆိုတဘောပေါ့နော်ဆိုတော့ထိုင်းမြန်မာနေသက်ကုန်သွယ်ရေးဆိုတဲ့ကိစ္စဆိုရင်လည်းဒါခုဒါကျွန်တော်ဒီနေ့ထည့်ပြောမယ့်ကိစ္စတခုပါလာပြီအဲ့ဒါဘာလဲဆိုတော့ထိုင်းဘရင်အတိုင်းနိုင်ငံကောင်စီရဲ့နော်ဘရင်အတိုင်းနိုင်ငံကောင်စီရဲ့ဗိုလ်ချုပ်ကြီးပေါ့နော်ဘရင်အတိုင်းနိုင်ငံကောင်စီရဲ့ဗိုလ်ချုပ်ကြီးငိမ့်သားဒူးဝင်ချုပ်လည်းဖြစ်တယ်ဗိုလ်ချုပ်ကြီးတယောက်လည်းဖြစ်တယ်နော်ထိုင်းဆိုရဲ့တရားရေးဝင်ကြီးလည်းထမ်းဆောင်ဘူးတယ်နော်အဲ့ဗိုလ်ချုပ်ကြီးပိုင်ပွန်ခွန်ချာလာဆိုတဲ့ပုဂ္ဂိုလ် तू က25ရက်နေ့ကျွန်တော်ကဘန်ကောက်သွားတဲ့အချိန် तू ကနေပြီးတော့ရောက်တယ်ဘာမှမဆိုင်ဘူးနော်တမင်ပြောတာတော်ဆိုင်တယ်မှာဆိုတော့နေပြီးတော့သူတို့ဟိုဘယ်လိုခေါ်မလဲအထူးလျှော့ပုံစံမျိုးနဲ့သူတို့သွားရတယ်သွားပြီးတော့မှနောက်တည့်ရက်ကျမှသူတို့ကထိုင်းမီဒီယာတွေမှာထိုင်းအစိုးရရဲ့တရားရေးဝန်ကြီးဌာနတို့ထိုင်းရဲ့ဒီရဲတပ်ဖွဲ့တွေကတော့ထိုင်း Royal Police မှာသူတို့ဟိုမှာတရားဝင်တင်လာတော့မှကျွန်တော်တို့သိရတာဆိုတော့သူလာသွားတယ်လာပြီးတော့ဘယ်သူနဲ့တွေ့သွားလဲဆိုတော့ဒီထိုင်းရဲ့အထူးတပ်ဖွဲ့ပေါ့နော်အထူးဒါအထူးအစီအစဉ်နဲ့လာရတာဟိုလိုတီးတောင်အရေးကြီးလွှတ်လိုက်တဲ့ကိစ္စပေါ့နော်ဆိုတော့သူကဘယ်သူနဲ့တွေ့သွားလဲဆိုတော့ကျွန်တော်တို့စီရဆိုလို့ရှိရင်မြန်မာနိုင်ငံအတိုင်းအမြံကောင်စီပြည်တော်စုအတိုင်းအမြံကောင်စီရဲ့ဥက္ကဋ္ဌဦးစိုးဝင်းနောက်အတွင်းမှုဦးမောင်ကြီးတို့တွေနဲ့တွေ့သွားတယ်အတိုင်းအမြံမြန်မာနိုင်ငံဒီပြည်တော်စုအတိုင်းအမြံကောင်စီကဥက္ကဋ္ဌနဲ့အတွင်းမှုဖွဲ့ဝင်အဲ့ဒီဖွဲ့ဝင်နဲ့တွေ့သွားတယ်ပြည်ထောင်ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးညုံဝင်းဆွေနောက်ဒုဝန်ကြီးဗိုလ်ချုပ်မင်းသူနောက်ရဲချုပ်ဗိုလ်ချုပ်မျိုးမင်းထိုက်တို့တွေအဖွဲ့နဲ့တွေ့ပြီးတော့ဒါရှင်းပြတော့ဆွေးနွေးကြရရှိတယ်ပေါ့ဆွေးနွေးကြတဲ့အခါမှာနော်လာဆွေးနွေးကြတဲ့အခါမှာဒီကုန်းကနေသက်ကုံသွေးကိစ္စတွေပါလာပြီနေသက်ကုံသွေးကိစ္စတွေလည်းတို့စိတ်ဝင်စားတယ်ဒီလိုပဲနှစ်ဖက်အပြန်အလှန်ပြောဆိုတာရှိတယ်တစ်ဖက်မှာလည်းမြန်မာသမ္မတရဲ့ဩဂုတ်လခီးစဉ်ရှိနေတယ်ဩဂုတ်ဒီ6ခုခီးစဉ်ရှိနေတယ်ရှိတော့သူကဒါတွေအကုန်ချိတ်ဆက်ပြီးတော့အရေးကြီးလုပ်နေတာသဘောရှိတယ်အဲ့တော့ဒီအတပြန်ကောင်စီဝင်ဗိုလ်ချုပ်ကြီးဟောင်းကဒီပိုင်ပွန်ကွန်ချာရာသူကမြန်မာပြည်လာပြီးတော့သူကပြောတာဒီကျွန်တော်ထင်တယ်ဟိုဘက်ကသူတို့ထုတ်ပြန်ချက်တွေရဆိုဟိုဘက်ကတောင်းဆိုတာပေါ့နော်ဟိုဘက်ကတောင်းဆိုတာရှိတယ်ဟိုဘက်ကနေပြီးတော့လိုချင်တာဒီမြန်မာပြည်ထဲမှာရောက်နေတဲ့ဒီရာဇဝတ်ကောင်တွေပေါ့မူရရာဇဝတ်ကောင်တွေအဲ့ဒါတွေကိုဖမ်းပေးဖို့ပြောပေးဖို့ဘာညာပြောတယ်ဒီဘက်ကလည်းပြန်ပြောတယ်အပြန်လန်ပေါ့ဗျာသူနဲ့ကိုယ်နဲ့အပြန်လန်ပြောကြတယ်လေရှိတယ်လို့ကျွန်တော်အကြမ်းမြင်သိရတယ်ပေါ့နော်ဆိုတော့ဒီထိုင်းဘက်ကမီဒီယာတွေမှာရေးပုံကြတော့ထိုင်းနိုင်ငံဘက်ကသူအဖွဲ့တွေအားတဲ့နော်ဒီနေဆက်ဖြတ်ကျော်မူရစီဝါကွန်ရက်တွေကိုနှိမ်နှင်းဖို့နော်မူရစီဝါကိစ္စတွေနှိမ်နှင်းဖို့ကြားဖြတ်ကိစ္စတွေနှိမ်နှင်းဖို့ဒါတွေပြောတယ်အဲ့ဒါအဓိကဆွေးနွေးတယ်နော်အဲ့တော့ဆွေးနွေးပြီးတဲ့အခါမှာတို့ကကျွန်တော်တို့ဘက်မှာရှိနေတဲ့တို့ကျွန်တော်ဖမ်းပေးရမယ့်လူတွေပေါ့ဒါတွေလည်းတို့ပြောတယ်အဲ့တော့မြန်မာဘက်ကလည်းပြန်ပြီးတော့ပြောတယ်မြန်မာဘက်ကပြန်ပြောတယ်ပေါ့နော်ဘာလဲဆိုတော့โอเคတော့မြန်မာတို့ထပ်ပြီးတိချောင်နေတဲ့မင်းတို့ကမူရစီဝါနဲ့ပတ်သက်တဲ့အရေးကြီးတရားခံပြည်တွေမြန်မာဘက်မှာရှိရောက်နေတယ်လို့ပြောရင်โอเคငါတို့ကအဲ့ဒါရောက်ပြီမယ်ဆိုရင်တော့မင်းတို့ဘက်မှာရောနော်မင်းတို့ဘက်မှာရောဆိုတော့မင်းတို့ဘက်မှာနေထိုင်နေမင်းတို့ဘက်မှာရှိနေတဲ့မြန်မာအစိုးရအလိုရှိတဲ့ရာဇဝတ်သားတွေအဲ့ဒါတွေကိုလည်းမင်းတို့ပေးမလားဆိုအပြန်အလှန်ဆွေးနွေးကြတဲ့သဘောမျိုးလို့ကျွန်တော်ကြားရတယ်ပေါ့နော်ဆိုတော့ပြောရရင်တော့
ဒါအရေးကြီးတယ်တွေ့တဲ့လူကိုလည်းပြည်ထောင်ဝင်ကြီးပါနေတယ်ပြည်ထောင်ဝင်ကြီးပါနေတဲ့အတွက်ဒါပြည်ထောင်ကိစ္စတွေနှစ်နိုင်ငံပြည်ထောင်ကိစ္စတွေနှစ်နိုင်ငံဒီမွေးစီဝါအကြမ်းဖက်တိုက်ဖြတ်ရေးကြားဖြန့်လူကုန်ကူးစသဖြင့်ပေါ့ဗျာဒီနေဆက်ချန်စီတို့ရှောက်မှာဖြစ်နေတဲ့တရားမဝင်လုပ်ငန်းတွေပြိပခါတွေအကြမ်းဖက်မှုတွေဒါတွေနဲ့ဆက်ဓာတ်ရိုက်ဆက်တယ်ပေါ့နော်ပြီးတော့အဲ့ဒါပြီးလုံခြုံရေးရှုထောင့်အရနှစ်နိုင်ငံပူးပေါင်းလုပ်ရမယ့်ကိစ္စတွေပါလာမယ်ပြီးရင်နေဆက်ကုံသွေးဒီဟာဖွင့်ဖို့တော့နေဆက်ကုံသွေးပြန်ဖွင့်ပြီးတော့ဒီနေဆက်ကုံသွေးပြန်ဖွင့်ပြီးတော့မှထိုင်းရလေသူတို့ဘက်ကပြန်ဟောပြမယ်ဆိုတော့ထိုင်းဘက်ကတောင်းဆိုမှုတွေရှိအဲ့တော့ကျွန်တော်တို့ပြောရတော့ဒီဆွေးနွေးချက်တွေကစိတ်ဝင်စားဖို့တော့ကောင်းတယ်ဒီဆွေးနွေးချက်တွေစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ထိုင်းဘက်ကအလောတကြီးအလိုရှိနေတဲ့ပုံစံတွေကိုတွားတွေ့ရတယ်ထိုင်းဘက်ကလိုလားချက်ပုံမြင်မာတယ်ကျွန်တော်တို့ဘက်ကလိုလားချက်တဲ့ထိုင်းဘက်ကလိုလားချက်ကပုံမြင်မာနေတာကိုကျွန်တော်တို့ဒီအစည်းအဝေးရတွေ့ရတယ်နောက်တစ်ချက်ကဒီထိုင်းဘက်ကလိုရှိတယ်ဆိုတဲ့နေရာမှာနောက်တစ်ချက်ကဘာရှိလဲဆိုတော့ထိုင်းကကျွန်တော်တို့ဒီ FVI ရအုပ်စုတွေနဲ့သူတို့ဆွေးနွေးပြီးတဲ့နောက်မှာသူတို့နှိမ်နှင်းပေးမယ်ငွေရာဇဝတ်တွေကိုသူနှိမ်နှင်းမယ်ဆိုတဲ့ဂရီကိုတွေသူပေးထားတာရှိဆိုတော့ DE ပေါ့နော်ထိုင်းရ American DE နဲ့သူညှိနှိုင်းခဲ့တာ FVI နဲ့ညှိနှိုင်းခဲ့တာရှိတော့အဲ့ဒါတွေကိုသူပြောထားတော့အဲ့ဒီလူတွေကိုဖမ်းချေစီးဆိုရင်မြန်မာဘက်ချမ်းကိုထွက်ပြေးလာရရှိတယ်ထွက်ပြေးလာဆိုမြန်မာချမ်းပြေးလို့လက်နက်ကိုင်ပြည်ကနေပြည်ထဲမှာပဲသူတို့ရှိကြတယ်ပြန်ကုန်မန္တလေးနေပြီးတော့စိုက်ချင်မျိုးကြီးတွေမလာနိုင်ဘူးလေသူတို့ကနေဆက်လက်နက်ကိုင်အုပ်စုတွေနဲ့ပဲထိုင်းဘက်ကမွေးရတရခဏရာဇဝတ်ကောင်တွေကဘယ်လိုသွားမလဲနေဆက်မှာရှိတဲ့လက်နက်ကိုင်တွေစီမှာပဲသွားပြီးတော့ခိုးလုံးနေထိုင်ကြတာရှိတယ်ဥပမာစော့တယ်ဝင်းစီမှာဆိုရင်စော့တယ်ဝင်းရဲ့တစ်ကတိမှာဆိုလို့ရှိရင်အရင်တော့ဆိုရင်အုပ်လိုက်ရှိတယ်အခုအဲ့ဒီအုပ်စုအဖွဲ့လိုက်ကြီးလူ40ကျော်ကြီးကနိုင်ကြထွက်ပြေးလာတဲ့ရာဇဝတ်သား40ကျော်ကြားဖြတ်နေဆက်ဆက်တယ်မွေးအကုန်ဂိုင်းတိုင်းကိုအဲ့ဒီ40ကျော်ကအခုဘယ်လိုသွားဆိုလာအိုဘက်ကိုရွှေ့သွားပြီလာအိုဘက်ကိုရွှေ့သွားပြီကျွန်တော်ပြန်နောက်ဆုံးသိရတယ်ဆိုတော့ဒါတွေအကုန်လုံးကရွှေ့သွားပြီးကြားတယ်ပေါ့နော်ဟိုဆိုတော့ဒါတွေကတော့ထိုင်းဘက်ကလည်းမြန်မာနဲ့ပတ်သက်ရင်ပူပေါင်းလို့မရမြန်မာနဲ့ပါနီးရဆက်ဆံမှလည်းရမှာတော့ရှိတယ်အဲ့တော့မြန်မာကြတော့လည်းလိုလားချက်ရှိလားဆိုရှိတယ်မြန်မာဘက်ကကျတော့လိုလားချက်ပါရှိမလဲအများကြီးပါဥပမာထိုင်းမှာရောက်နေတဲ့ရာဇဝတ်သားတွေရှိတယ်မြန်မာဆိုတော့ပုံမှန်တော်လန်တဲ့ရာဇဝတ်သားတွေအဲ့ဒီကဘယ်သူတွေဖမ်းပေးလို့ရတယ်ဘယ်သူတွေရေးယူလို့ရတယ်ဒါတွေရှိတယ်ဒါတွေကအများကြီးပဲလာမှာတော့သူတို့ဒီ internet အတွင်းပိုင်းမှာဆွေးနွေးတဲ့ကိစ္စတော်တော်များကိုကျွန်တော်တို့ဒီဘက်ကဟိုအသေးစိတ်မီဒီယာမှာထုတ်ပြောမှာတော့မဟုတ်ဘူးဒါထုတ်ပြောမှာတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်လည်းအနည်းဆုံးခံမှန်းလို့ရတာပဲရှိတယ်တခုကျွန်တော်ပြောနေတာကျွန်တော်တို့လာမယ့်စနေနေ့မှာထွက်ရှိလာမယ့် the statement journal ဒါကြောညာ statement journal အဲ့ journal မှာတော့ကျွန်တော်ထိုင်းမြန်မာဆက်ဆံရေးထိုင်းမြန်မာဆက်ဆံရေးနောက်တစ်ခုကထိုင်းကအာဆီယံနဲ့မြန်မာကြားမှာထိုင်းရဲ့ပွဲသားလုပ်နေတဲ့နေသားတွေသမရရဲ့ထိုင်းရောက်တော့မယ့်ခီးစဉ်တွေအဲ့ဒီနေသားနဲ့ပတ်သက်ပြီးတော့ထိုင်းမှာရှိတဲ့ကျွမ်းကျင်သူတဦးနဲ့ကျွန်တော်တေချာလေးမေးထားလေးရှိတယ်သူနားတယ်သူလေ့လာထားတယ်မေးထားရှိတယ်အဲ့ဒီမှာသူပြောချချက်တွေဆွေးနွေးချက်တွေကျွန်တော်ခုတည်းဘာမှအတန်းဖိုင်မဖြေရသေးဘူးပေါ့နော်နားမထောင်အောင်တေချာလေးပြန်နားထောင်ကြည့်အောင်သူဘာတွေပြောသွားလဲဆိုကျွန်တော် point တွေပြန်နှောက်အောင်နှုတ်အဲ့ဒါတွေရပြီဆိုရင်အဲ့ဒါလေးနဲ့ကျွန်တော်တို့ကပြန်ပြီးသုံးသက်ချက်ပြန်ရေးပြီးတော့ဟိုကျွန်တော်ထင်တယ်ဩဂုတ်လလာမယ့်စနေနေ့ပေါ့နော်စနေနေ့31ရက်နေ့စနေနေ့တရက်နေ့ပေါ့တရက်နေ့ကြာရင်ပေါ့နော်ဩဂုတ်လတရက်နေ့ကြာလို့ရှိရင်ဖတ်လို့ရပြီအဲ့ကြရင်ကျွန်တော်တို့သိစိတ်ပါပါလိမ့်မယ်ကျွန်တော်လည်းအဲ့ဒီထဲမှာသေချာလေးဖတ်ပြပါအောင်ကဲထားပါတော့เนาะဆိုတော့တိုင်းပြည်ကောင်စီအုပ်စုတွေလာပြီးဆိုတော့အရေးကြီးကိစ္စတွေပါလာတော့ဗောဗျာเนาะဒါလေးပါပဲเนาะကဲနောက်တစ်ခုကကျွန်တော်တို့ဒီတစ်ဖက်မှာအဲ့ကိစ္စတွေပါရင် NUG ကိစ္စလည်းစိတ်ဝင်စားဖို့ကောင်းတယ် NUG ပေါ့เนาะ NUG ကိစ္စတော့ချားမဟုတ်ဗျ NUG ရဲ့ဒီမန္တလေးတိုင်းတာဝန်ခံလို့ပဲပြောကြတဲ့ဒီ PDF ပေါ့เนาะဒါပကဖာလာသူတို့ခေါ်တယ်အဲ့ဒီတယောက်ကိုမိုင်းလာဖမ်းလိုက်တယ်အဲ့ကိစ္စပေါ်လို့ရတယ်ပွဲနေစုနေလက်နက်ကိုင်ပြည်ကဟိုဟာပဲလေဒီလက်နက်ကိုင်အုပ်စုတွေကိုနည်းနည်းလေးတော့တင်းနေကြပြီပေါ့ NUG အုပ်စုတွေကเนาะအဲ့တော့ဒီမန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ခံတဲ့ကိုကနာအောင်အဲ့ဘို့အဲ့တော့မိုင်းလာမှာဖမ်းလိုက်တယ်တဲ့မိုင်းလာမှာเนาะသူ့ရဲ့ဇနီးကရှမ်းပြည်ရှေ့ပိုင်းကျိုင်းတုံမှာဖမ်းခံရတယ်ဖမ်းခံပြီးတော့သိမကြောက်တာအဲ့မိုင်းလာမှာအဲ့ကိုကနာအောင်ဆိုတဲ့ပုဂ္ဂိုလ်သူ့ကမိုင်းလာမှာ NDA မိုင်းလာဖမ်းလိုက်တယ်ဆိုတော့တိရတော့သူ့မျိုးသမီးကအစ NDA နဲ့မြေထဲမှာသူတို့ကျင်လည်နေတဲ့ပုံပေါ်တယ်အဲ့ဒီကနေမှဒီကျိုင်းတုံဘက်ကိုသူ AC လွတ်တယ်လို့ထင်လို့သူအခါသွားမှာပေါ့ဟိုကလည်းအစိုးရလည်းကင်းထောင်နေမှာပဲနောက်တော့ပိုင်ရဲဆိုကွက်ခလို့ဖမ်းလိုက်တယ်သူမျိုးသမီးဖမ်းရောပြီးလည်းပြီးတော့ဟိုအဲ့ဝနာအောင်မိုင်းလာမှာကျန်နေရတယ်ဆိုတော့သူမျိုးသမီးကထွက်ဆိုတော့ကြည့်ရတာမျိုးသမီးကိုယ်တိုင်သွားပြီးချုံနှုတ်လို့တော့မသိတော့ကြောင်းအဲ့ဒါကျွန်တော်အဲ့ဒါပြီးလည်းမိုင်းလာအဖွဲ့ဒီဘက်ကအစိုးရဘက်ကလှမ်းပြောတော့မိုင်းလာဒီဝနာအောင်ရှိတဲ့နေရာကိုဖမ်းရှေ့နေအောင်သွားရှာပြီးဖမ်းလိုက်တယ်24ရက်နေမှာဖမ်းပြီးတော့ကြည့်ရတာကျွန်တော်ထင်တယ်အခုအစိုးရဘက်ကပြန်လွှဲပြီးလာတော့ကျွန်တော်မသိဘူးဒါပေမဲ့ဘလို့ဖြစ်လွှဲသည်ဖြစ်သည်မလွှဲသည်ဖြစ်စီလောလောဆယ်တော့ NUG ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေထိပ်ပိုင်းအလွှာထဲမှာရှိတဲ့တချို့တွေဟိုစစ်စင်ရေးမှာပါတဲ့အားတွေအဲ့ကောင်လေးနေဆက်လက်နက်ကိုင်အုပ်စုတွေရှိကိုသွားတာသူတို့မလုံခြုံတော့ဘူးဆိုတာပိုးပေါ်လွင်လာတယ်သူတို့မလုံခြုံတော့တဖြည်းဖြည်းနဲ့တက်မတော်အစိုးရနိုင်ငံတော်အစိုးရနဲ့လက်နက်ကိုင်အုပ်စုတွေငြိမ်းချမ်းရေးဆွေးနွေးလာလေးသူတို့ရဲ့ဒီပြေးစရာမြေကျင်းလာလေးဖြစ်လာမယ်ထိုင်းကလည်းဆွေးနွေးနေပြီနေဆက်လက်နက်ကိုင်အဖွဲ့တွေကတော်များဆွေးနွေးနေပြီဆိုတော့သူတို့ပြေးစရာမြေကျင်းလာတယ်တဖြည်းဖြည်းနဲ့သူတို့ပြေးစရာမြေကျင်းလာလေးသူတို့ဘာဖြစ်လာမလဲဆိုတော့နောက်ဆုံးမှာသူတို့ပြောတဲ့ဒေါ်လာရင်းဆိုတဲ့ဟာကြီးကသူတို့ကိုယ်တိုင်ပဲနောက်ဆုံးသူတို့ဒေါ်လာရင်းနဲ့သူတို့ကြောင်းပိတ်မိပြီသူတို့ဘောကဇက်သိမ်းမယ်ဆိုတော့သူတို့ကောင်း
သူတို့တိလာလေအဲ့တော့ NUG ပါဆက်လုံးမလဲဆိုတော့မိကုန်းသူ့ရဲ့အောက်ကသူ့လက်နက်ကိုင်အုပ်စုတွေပါဆက်လုံးလဲပေါ့အဲ့မှာနှစ်ချမ်းရှိတယ်ဒီပြပမှာနေနေတဲ့ NUG အုပ်စုတွေကတော့သူကအမေရိကရောက်နေတဲ့လူတွေဥရောပရောက်နေတဲ့လူဩစတြေးလျရောက်နေတဲ့လူတွေသူတို့က AC ပဲသူတို့ဘယ်သူမှမဖမ်းဘူးဘာလို့ဟိုဟာတွေကဒီမိုကရေစီအားပေးတယ်ဆိုပြီးတော့အဲ့မှာလုံးဝအဲ့ဒီဘက်ကိုသူတို့ support လုပ်ပေးရဲဆိုတော့ဟိုမဖမ်းဘူးပေါ့ပြဖမ်းမပေးဘူးပေါ့ဒါပေမဲ့နယ်စပ်မှာရှိတဲ့ထိုင်းနယ်စပ်တရုတ်နယ်စပ်ဘင်္ဂလားဒေ့ရှ်လောက်မဟုတ်ဘူးပေါ့အိန္ဒိယနယ်စပ်ဒီဘက်လာအိုနယ်စပ်အစရှိတဲ့နယ်စပ်မှာရှိတဲ့လက်နက်ကိုင်အုပ်စုတွေကတော့အုပ်စုတွေကအစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးရင် तू ကအစိုးရကိုလက်ဆောင်ပေးရမယ်ဘာပေးမလဲအဲ့တော့ NUG အောက်ကမြေမှာစစ်စင်လို့တဲ့ PDF ခေါင်းဆောင်ပိုင်းတွေကိုရော့ထိုးအပ်တာလက်ဆောင်ပေးတော့ဆိုတော့တေးကြတယ်နောက်ပိုင်းလက်ဆောင်တွေပေးလာလိမ့်မယ်အဲ့လက်ဆောင်တွေပေးရင်တေးကြတယ်လက်ဆောင်ပေးပြီးမှငြိမ်းချမ်းရေးယူရမှာဟုတ်ငြိမ်းချမ်းရေးတော့ကစင်ပြီးတော့လက်ဆောင်ပေးသလိုပဲဒီ PDF ခေါင်းဆောင်တွေကိုလက်ဆောင်ပေးလိုက်တာပေးလိုက်တဲ့ခါကျတော့ NUG ရဲ့ PDF ခေါင်းဆောင်ပိုင်းတွေဒုက္ခရောက်မယ်ကြာရှည်မှာဒုက္ခရောက်လာမယ်ဘာလို့ဆိုပြပမှာရောက်နေတဲ့ NUG ရဲ့ဟိုနိုင်ငံရေးပိုင်းဥဆောင်တဲ့လူတွေကတော့ ACC ပဲဖြစ်ပေမဲ့နေဆက်လက်နက်ကိုင်နေတဲ့ဂျားထဲမှာနေနေရတဲ့လူတွေရဲ့ဘဝကတော့ချီနီမကောင်းဘူးဒါကိုဝနအောင်ရဲ့ဖြစ်ရကဒါပထမဆုံးဖြစ်ရတစ်ခုပဲထူးခြားတဲ့ဖြစ်ရတစ်ခုပဲအဲ့တော့စိတ်ဝင်စားဖို့ကောင်းတယ်နောက်မှဘာဆက်ဖြစ်မလဲကြည့်ရမှာပေါ့နော်ဆိုတော့ဒါကတော့ငြိမ်းချမ်းရေးကိစ္စတွေနောက်တော့ကျွန်တော်ဒီနေ့အဲ့ဒါပြီးတော့လွတ်တော်ကိစ္စတွေလည်းကျွန်တော်ဒီနေ့ပြောချင်သေးတယ်ဒီနေ့နည်းနည်းအဲ့ဒါအကုန်လုံးအမြန်တော့ပြောနေရအကျွေးတွေပြင်နေတယ်လွတ်တော်ကဒီနေ့လွတ်တော်ကပြည်သူ့လွတ်တော်ရဲ့မြို့သားလွတ်တော်မှာဆွေးနွေးချက်တွေကအကြောင်းက2ခု3ခုပေါ့ကျွန်တော်သဘောကျလို့ပြန်ပြီးပြောရမယ်နံပါတ်1ကပညာရေးဝန်ထမ်းကိစ္စပညာရေးဝန်ထမ်းကိစ္စဆိုတာပညာရေးဝန်ထမ်းတွေကိုနော်ပညာရေးဝန်ထမ်းတွေကိုဒီအခြေခံခန်းစားခွင့်တွေလာတာလေးတွေပေါ့ဗျာပြောရင်လာတဲ့ပြောရင်လာတာတိုးပေးဖို့ဆိုတော့ပြောချင်တာဒါပေမဲ့ဟိုလွတ်တော်မှာမေးတာကြတော့ဒီလိုမေးလို့မကောင်းတဲ့ခါကျတော့ तू ကဒီအခြေခံလာတာလေးတွေနဲ့အခြေခံရပိုင်ခွင့်လေးတိုးပေးဖို့လွတ်တော်မှာလွတ်တော်ကိုယ်စားလှယ်ကမေးတယ်ပြည်သူ့လွတ်တော်မှာမေးတော့ဟိုကဒီလွတ်တော်လာမေးတဲ့အချိန်မှာဘဏ္ဍာခွန်ဝင်ကြီးကလာဒုဝင်ကြီးကလာဖြေသွားတယ်နော်ဒေါ်တန်းတန်းလင်းကဒုဝန်ကြီးလာဒေါ်တန်းတန်းလင်းလာဖြေသွားတယ်သူကတော့ရှင်းတယ်ပညာရေးတာဝန်ထမ်းဆောင်တဲ့နိုင်ငံဝန်ထမ်းတွေယာရုအဆင့်လိုက်သတ်မှတ်လာစာနှုံထားနော်လာစဉ်6ပတ်ကြီးတစ်နှစ်လတစ်ချိန်ခန်းဆောင်ရှိတဲ့ဝတ်စုံစည်းခမဲ့နေရအစရှိနေရတယ်သူတို့လုတ်ပေးနေတယ်ပေါ့နော်ဒီတိုင်းမရှိသူလုတ်ပေးနေပါတယ်ဒါပေမဲ့လည်းပေါ့နော်သူခီးစိတ်ဒီခီးတော်နေတဲ့စိတ်ဒီဘာညာပေါ့အဲ့ဒါတွေအကုန်လုတ်ပေးပါတယ်ပေါ့ဒါပေမဲ့လည်းပေါ့နော်ဒါပေမဲ့လည်းဒီဒါတွေသတ်မှတ်နှုံထားတွေလာစဉ်ချင်းမြင့်ငွေတွေရှိနေတဲ့အတွက်ဒီဟိုလာစာတိုးပေးဖို့ဆိုတဲ့ကိစ္စကိုတော့နော်နိုင်ငံတော်ဆိုတာလက်တလောပညာရေးဝန်ထမ်းတွေနဲ့ဆရာဆရာမတွေကိုထိုက်တဲ့ချီးမြှင့်ငွေတို့မို့လာတာတိုးမြင့်ပေးရင်စီစဉ်မရှိသေးဘူးဆိုပြီးတော့ရှင်းလင်းဖြေကြားတော့ဒါဟိုသူတို့မှာအခြားပေးတွေရရှိတယ်ဒါပေမဲ့လာစာတို့ချီးမြှင့်ငွေတို့ပေးဖို့ကြတော့တိုးမြင့်ပေးဖို့ဆိုတာကြတော့နည်းနည်းလေးမဖြစ်သေးဘူးပေါ့ဗျာအဲ့ဒါမျိုးဘဏ္ဍာခွန်တုဝင်ကြီးလာဖြေသွားတယ်အဲ့တော့ဟိုဆရာဆရာမတွေအနေနဲ့လည်းစိတ်မကောင်းမဖြစ်ကြပါနဲ့ဘာလို့တိုင်းပြည်ရဲ့အခြေအနေကတကယ်လဲဟိုချမ်းသာနေတာမဟုတ်ဗျာတိုင်းပြည်လည်းအရင်ချမ်းသာနေတာမဟုတ်တိုင်းပြည်ရဲ့အခြေအနေကလုံးလက်ချတဲ့ဘက်တော့လိုက်နေတာတကယ်တော့အဲ့တော့ဟိုဒါပေမဲ့ဖြစ်တင်လားဆိုဖြစ်တင်ပါတယ်ကျောင်းဆရာဆရာမတွေဆိုတာကျောင်းဆရာဆရာမတွေရဲ့လာစာမြင့်ဖို့လိုအပ်တယ်ကျွန်တော်အရင်တော့လည်းခဏခဏပြောခဲ့ဘူးလေကျောင်းဆရာဆရာမတွေရဲ့လာစာအမြင့်ဆုံးအုပ်စုတွေမှာထည့်တင်တယ်ပေါ့နော်အမြင့်ဘာလို့ကျွန်တော်အဲ့လိုထည့်ခိုင်းလဲဘာလို့ဆိုတော့ तू ကကျွန်တော်တို့ဆရာဝန်တွေလည်းသူတို့ပဲတင်ပြီးမှုထုတ်ပေးတာဆရာဝန်ဖြစ်မဲ့လူတွေလေနော်သူတို့ရဲ့ဟောတော့ခင်ဗျာအခြေခံပညာမူလာတန်းမူဂျိုကနေစပြီး grade 12အောင်တဲ့အထိအဲ့ဒီအုပ်စုတအုပ်စုလုံးကအဲ့ဒီအုပ်စုတစ်စုံရဲ့အပေါ်ကနေလွှမ်းမိုးပြီးလုပ်နေရတာသူတို့လုပ်နေရတာအဲ့တော့ဆရာဆရာမတွေကပညာရေးပိုင်းဆိုင်မှာသူတို့ကလည်းပညာရေးပိုင်းဆိုင်မှာကျွမ်းကျင်အဆင့်ဖြစ်အောင်သူတို့ကလည်းသူတို့ကိုသူတို့ထပ်မြင့်ရမယ်ကလေးတွေပုံမှာကလေးတွေကိုသူတို့တင်တဲ့ခါမှာတကယ်ကိုကျွမ်းကျင်တာသူတို့မြင့်ရမယ်ဒါပေမဲ့ကျွန်တော်ပဲလာစာခန်းစားဝင်အခုအစိုးရဝန်ထမ်းဆရာဆရာမတွေလာစာနဲ့ဒီပုဂ္ဂလိကကျောင်းဆရာဝန်ထမ်းဆရာဆရာမတွေလာစာနဲ့ခေါက်ချိုးမကကွာကွာဟမှုအများကြီးဖြစ်တယ်ဖြစ်တော့အရသာဟိုဘွဲရရိုးဘွဲရတယောက်ရိုးဒီဘွဲရတယောက်ကဒီဆရာဖြစ်တဲ့နယ်လေးသွားပြည့်တယ်ပြီးပုဂ္ဂလိကကျောင်းမှာသွားတင်လိုက်လို့ရှိရင် तू ကလာတာအများကြီးရပဲဒီမှာဆရာဆရာမတွေပြည့်20 30 15နှစ်20 30တို့ဆရာမတွေလာတာဒုံရင်ဒီလောက်ပဲဆိုတော့ဆရာမတွေမှာလည်းရင်ထဲမှာရှိတယ်အခုဒီကျောင်းဆရာဆရာမတွေကတစ်ဖက်မှာကျူရှင်တယ်လို့အပြစ်မြင်ခံရပြီမဲ့တခြားတစ်ဖက်မှာပြန်တွေးကြည့်ရင်သူတို့ပိုရနိုင်တဲ့လာတာတွေရှိပါလိမ့်မယ်ပို့ပြီးတော့ပဲသူနိုင်ငံဝန်ထမ်းဆိုတဲ့ဘဝကိုဂုံယူသွားတဲ့သူကဆက်ပြီးတော့လုပ်နေကြတယ်ကြာရတာဝန်ထမ်းဆောင်တယ်ပို့တဲ့နေရာကိုရောက်အောင်သွားတယ်ဒီလိုလုပ်ကြရတာတွေ့ရအဲ့တော့ဟိုအစိုးရအနေနဲ့လည်းဒါငောင်မှာထည့်သွင်းစဉ်းစားတဲ့အခါဦးစားပေးထည့်သွင်းစဉ်းစားပြီးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဆရာဆရာမတွေနဲ့လက်ရှိမတိုးသေးတာကိုလည်းစိတ်မကောင်းမဖြစ်ကြပါနဲ့ဟုတ်တိုင်းပြည်ကအခုမှရုံးရင်းဆန်ကရုံးလုံးလက်ချလက်ပတ်တွေလိုက်နေပြီးတော့အစိုးရလည်းပွင့်လည်းပဲတော်တော်လေးကိုဒီစင်ရဲတွေရုံးထနေရတဲ့အစိုးရအဲ့ခါကျတော့အပြန်လန်တဖြည်းဖြည်းနဲ့ဟိုနားလည်မှုတိဆောက်ပြီးအပြန်လန်တဖြည်းဖြည်းနဲ့ဟိုတိုင်းပြည်တိုးတက်အောင်ရင်လုပ်ကြရတယ်တိုင်းပြည်တိုးတက်တဲ့လူပြိုင်နေပညာရေးကဏ္ဍဆရာဆရာမတွေရဲ့ခံစား권တွေတိုးအောင်လုပ်ရမယ်ကျန်းမာရေးကဏ္ဍလူတွေတိုးအောင်လုပ်မယ်စစ်သားတွေရဲတွေလာတာတိုးအောင်လုပ်ရမယ်ကျွန်တော်ခဏပြောတယ်ပညာရေးကျန်းမာရေးစစ်သားရဲဒါကလုံးဝထိဆုံးတာမှာထားပေးရမယ်ဘာလို့ကျွန်တော်တို့လူတွေရဲ့နေ့စဉ်ဘဝမှာစားဝတ်နေရေးလုံခြုံမှုဒါတွေအရေးကြီးတယ်အဲ့ဒါတွေအကုန်လုံးရဲ့ key sector တွေပေါ့နော် key point key sector တွေအဲ့အုပ်စုတွေကိုလည်းဦးစားပေးမှာထိဆုံးအောင်ထားပြီးတော့အလွှားလိုက်လွှားထားဖို့လုပ်ပါတယ်နော်ကျွန်တော်တော့ဟိုဒါသာမတိုးမြင့်မှုအစီအစဉ်ရှိသေးတဲ့အကြောင်းဟိုအစိုးရဒုဝန်ကြီးကဘဏ္ဍာခွန်ဒုဝန်ကြီးကလာဖြေသွားတဲ့အချိန်မှာ
ဆီယမတွေတော့စိတ်မကောင်းဖြစ်တယ်တိုးတော်လည်းဆီယမတွေနဲ့ကျွန်တော်စိတ်မကောင်းဖြစ်ပြီးလို့ခင်ဗျားတို့လည်းထပ်မဖြစ်ကြပါနဲ့တော့အဲ့တော့ရဖို့လည်းကျွန်တော်မျှော်လင့်နေပါတယ်တနေ့အချိန်တစ်ခုခုမှာတော့ကာလတစ်ခုမှာတော့ဖြစ်လာပါလိမ့်မယ်ဒီကာလတွေမှာတော့အစိုးရလည်းနည်းနည်းစဉ်းစားခက်နေတဲ့ခါမှုပေါ့နော်ဆိုတော့ကျွန်တော်တို့တော့တိုးပေးတဲ့လူတွေမှာပါပါသလားမထိတ်တန်းအထက်မှာအုပ်စုတွေမှာထည့်တင်တယ်လို့ကျွန်တော်တို့အမြင်အမြဲရှိပါတယ်မပြောင်းပါဘူးသို့တော့ဒီကာလအချိန်တွေမှာတော့တနေ့တော့တောင့်ခံပြီးတိခံပေးကြပါအောင်လို့ပဲကျွန်တော်တို့ကတော့အစိုးရကိုယ်စားမြတ်တရခံမလို့ဖြစ်တယ်ဘာလို့ဟိုဆီယမတွေရဲ့တံပိုးကလည်းကြီးပါတယ်နော်ဆီယမတွေရဲ့တံပိုးကလည်းကြီးပါတယ်ပြီးတော့ကျွန်တော်တို့ကဆီယမတွေနဲ့ပတ်သက်အမြင်ဆုံးမှာပဲမြင်ချင်တာထားချင်တာတွေ့ချင်တာပါအဲ့တော့ဟိုတိုင်းပြည်အခြေအနေကြောင့်ခဏတီးခံပြီးတော့ပဲလုပ်ကြပါလို့ဒါလေးပဲပြောချင်တာပေါ့နော်ဒါလေးပါနောက်တစ်ခုကတော့ဒီကရားစစ်ရှောင်းတွေပေါ့ကရားလို့တော့မှကမေးလို့ကရားစစ်ရှောင်းပြောတာပေါ့တကယ်တော့စစ်ရှောင်းတွေအကုန်လုံးနဲ့ဆိုင်ပါတယ်သူကစစ်ရှောင်းတွေနဲ့ပတ်သက်ပြီးတော့စစ်ရှောင်းတွေရဲ့ကားတွေပေါ့ဗျာကားတွေနဲ့ပတ်သက်ပြီးတော့သူဒီ2021နိုင်ငံရေးခင်းချင်းဖြစ်တဲ့အချိန်မှာတိုက်ပွဲတွေဖြစ်ကြတော့လူတွေကစစ်ဘေးရှောင်းကြရင်ကိုကားတွေရဲ့တက်တန်းမတိုးမိတာရှိတယ်အများကြီးပဲရှိတယ်ဘယ်တိုးဖို့မပြောနဲ့ကရားပြည်နယ်မှာဆိုတိုးဖို့မပြောနဲ့ခင်ဗျာဘယ်သူမှမရှိတော့ဘူးလေအဲ့တော့အခုမှပြန်တိုးဆိုရင်၄-၅နှစ်လောက်ရှိတယ်ကားတွေတက်တန်းတွေကြောကုန်ပြီဥပဒေကကြတော့9နှစ်ကျော်ရင်အဲ့ကားလုံးဝသွားပြီ9နှစ်လောက်တက်တန်းမတိုးသွားပြီအဲ့တော့ကိုက9နှစ်ကျော်နေပြီကျော်လာပြီဆိုတော့ကိုပြော2020လောက်ကကား2025လောက်မှာသွားပြီလေကြော်ကုန်ပြီဘာလို့သူက9နှစ်လောက်ပြသွားမှာ2020မှာတက်တန်းတိုးရမယ်ကား2025အထိမတိုးရသေးဘူးဆိုသွားပြီသူအဲ့တော့သူကတရားမဝင်ဖြစ်တော့မှာအဲ့တော့အဲ့ဒါကိုသူတိုးပေးဖို့ဆိုတာမျိုးတွေနဲ့သူကပြောတော့လာဖြစ်တဲ့ဒူဝင်ကြီးကလည်းသူတို့လှုပ်ပေးနေပါပြီဆိုကြောင်ပြောတယ်အထောက်ထားခံရလို့နဲ့ယူလာခဲ့သူတို့လှုပ်ပေးနေပြီဆိုတော့ပြောတယ်အဲ့တော့ကျွန်တော်ကူးမှအဲ့တော့စဉ်းစားမိတာစစ်ပေးရှောင်ဟုတ်တာဗောလို့ခင်ဗျာကျွန်တော်တို့ဒီကရားတို့ရှမ်းတို့ရှမ်းမြောက်မှာရှိတယ်ကရားပြည်နယ်ရှိတယ်ရှမ်းမြောက်ရှိတယ်ကရင်မှာလည်းရှိတယ်ချင်းမှာလည်းရှိတယ်ရခိုင်မှာလည်းခုရှိသွားပြီခင်ဗျာအများကြီးပဲနေရာသီးသီးမှာရှိတယ်ညာဒေသတွေမှာလည်းရှိတယ်အများကြီးပဲဆိုတော့ဒေသသီးသီးမှာနိုင်ငံဝန်ထမ်းတာဝန်ထမ်းဆောင်နေတဲ့လူတွေရှိတယ်တာမန်ရသားတွေရှိတယ်လူတာမန်ပုံကိုယ်တွေရှိတယ်ပတ်စံရှိတဲ့လူတွေရှိတယ်သူတို့စစ်ပေးရှောင်တဲ့ကသူတို့ကားကိုတက်တန်းတိုးဖို့မပြောနဲ့ခင်ဗျာသူတို့ကားကတော့ကျုံတဲ့ကောင်ကျုံလို့မှတပုံလေးလက်နက်ထောက်ပြီးတက်နက်ထောက်ပြီးတော့ဆွဲမောင်းသွားရင်တော့သူတို့ပေးလိုက်ရတာမျိုးတွေပေါ့အဲ့ဒါမျိုးတွေကျတော့သူတို့လည်းမစင်ပြေအဲ့တော့အဲ့ဒါတွေကိုကားတွေကိုတက်တန်းတိုးဖို့ကိစ္စမှာတကယ်စစ်ပေးရှောင်ဒေသဖြစ်ကြောင်းအထောက်ထားအခိုင်အမာဖြစ်ပြီးတော့သူဒီရှောင်ခဲ့တဲ့သူသွားရှောင်တဲ့နေရာဒေသနဲ့ဆက်ဆက်ပြီးတော့တကယ်ဘာဖြစ်တယ်ဆိုရင်တော့အစိုးရပြန်လုပ်ပြီးတယ်အစိုးရလည်းပြန်ကြည့်ပြီးနေတယ်ဆိုတာကိုလွတ်တော်ကလာဖြေသွားပါတယ်အဲ့တော့လွတ်တော်မှာဖြေသွားတဲ့အဲ့ဒီတက်တန်းလွန်ကားတွေပေါ့နော်။ဘာကြောင့်လဲစစ်ပေးရှောင်ရတဲ့အတွက်တက်တန်းလွန်သွားတဲ့ကားတွေပြန်တိုးပြီးလုပ်နေပါတယ်ဆိုတော့ဖြေသွားတာတွေ့ရတယ်။ဒါလေးကျွန်တော်စိတ်ဝင်စားလို့ဒီနေ့တရေဖြစ်ထည့်ပြောတာပါ။အဲ့တော့ခင်ဗျားစစ်ပေးရှောင်နေတဲ့လူတစ်ယောက်ဖြစ်တယ်။ကားခင်ဗျားကတက်တန်းမတူတာ3-5နှစ်ရှိလို့ခင်ဗျားကတက်တန်းတော့ခက်ခဲဖြစ်မယ်ဆိုရင်မဖြစ်အောင်လို့ဒီလွတ်တော်ဆွေးနွေးချက်ကိုပြပြီးတော့ကျွန်တော်တို့တော့လွတ်တော်မှာဒီလိုဆွေးနွေးတယ်ကျွန်တော်တို့တိုးပြီးပါပြီးရင်ကျွန်တော်တို့အထောက်အထားလေးတေချာယူခဲ့ပါဆိုအထောက်အထားလေးတေချာလုပ်ထားပြီးတော့မှတွားပြီးတော့တိုးလိုက်ကြပါဒီတစ်ခေါက်တော့တေချာလုပ်လိုက်ကြပါနော်သက်ဆိုင်ရာရောက်ရှိတဲ့မြို့နယ်နဲ့နှီးဆက်ဆုံးတဲ့သက်ဆိုင်ရာဒေသတိုင်းဒေသလိုက်ပါနော်ရအောင်လုပ်ကြပါဒီတစ်ခေါက်တော့ဘာပြောအစိုးရလည်းပြန်ပြီးတော့နားလည်မှုရှိသူဖြေလျှော့ပေးနေပါတယ်နော်ကဲဒါလေးတော့ကြိုးကြိုက်ထည့်ပဲနောက်တစ်ခုကအဲ့ဒါတည်းနောက်တစ်ခုကဒီနောက်ထပ်နှစ်ခုကဘာလို့ဆိုတော့ကားဂိတ်တွေဒီကားတွေမှာဂိတ်စခန်းတွေစစ်တပ်စခန်းတွေရှိတယ် PDF စခန်းတွေရောက်ထားရတော့ဒါဘောကတပုံလိုပဲလုံးမှာအကြမ်းဖက်ကအကြမ်းဖက်လိုပဲလုံးမှာအဲ့တော့အစိုးရဖြစ်တဲ့အတွက်အစိုးရရဲ့တမတော်အစိုးရအောက်ကတမတော်ရဲ့ဂိတ်စခန်းတွေရှိတယ်ဂိတ်စခန်းတွေကပတ်စံနေဟိုကောက်တယ်ဆိုတဲ့သတင်းတွေကအချို့ပေါ့နော်ဂိတ်စခန်းအချို့ကပတ်စံနေပြည်သူတွေချက်ပတ်စံနေတောင်းနေပါညာဆိုတဲ့မျိုးတွေရှိတယ်ဆိုတော့ရှိတယ်ဆိုပြီးတော့ပြောလိုက်ရှိတယ်အဲ့တော့တချို့ကပြောလိမ့်မယ်ဗျတချို့ဟိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေတချို့တော့ဒီဂိတ်စခန်းမှာဖြစ်တဲ့သူတွေကငါတို့တက်မတော်သားတွေငါတို့ရဲတွေအဲ့လိုမလုပ်ဘူးကွာငါတို့ဘာမှငါတို့လာမစောကားနဲ့လို့တချို့ကပြောလိမ့်မယ်ဟိုပွင့်လည်းပြောရင်ခင်ဗျားတို့ကမှန်ပါလိမ့်မယ်တချို့လူတွေကလုပ်တယ်ဗျတကယ်လို့တချို့လူတွေကဆိုတော့ကျွန်တော်လည်းကိုတွေ့ကျွန်တော်ကိုယ်တိုင်ကိုတွေ့နော်ကျွန်တော်နေရာတစ်ခုကိုသွားတယ်တကယ်ကြုံတယ်နာမည်မပြောတော့ဘာလို့အဲ့နေရာနေထိုင်အဲ့လူတွေခေါ်ပြီးပြခံမှာဆိုနာမည်မပြောတော့ဒါပေမဲ့တကယ်လူလိုက်ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ထားပါတော့နေရာတစ်ခုကျွန်တော်သွားတယ်လာပြီးတော့ပြတယ်ရဲနဲ့တယောက်ပေါ့နော်နှစ်ယောက်ဂိတ်ကရဲနှစ်ယောက်ထိုင်နေတယောက်ကလာတယ်ကားကိုပြတယ်ဘယ်တော့မှပါကျွန်တော်ပြပြတာကျွန်တော်သူတီချာသူမပြောသူကြည့်တော့လည်းနည်းနည်းလေးဟိုဘာဖြစ်နေဒါပေမဲ့သူ့ကျွန်တော်ကြည့်တော့ဈေးတော့စင်ကွန်သူတာဝန်ကျတဲ့နေရာလေဗျာနည်းနည်းလေးသူဘယ်လိုခေါ်လဲတိတ်ပြီးတော့ဆင်ပြလိုက်တဲ့နေရာတော့မဟုတ်ဘူးပြီးတော့အသက်လည်းသူကနည်းနည်းလူလက်ပိုင်းနည်းနည်းကြော်နေပေါ့နော်ဆိုတော့သူနေတယ်လေလူမှာပဲလေလို့ဆိုအဲ့ကျွန်တော်မုတ်ဖိုးလေးပေးခဲ့အောင်ကျွန်တော်9000နဲ့တွေ့ထုတ်ပြီးဟာကြားတယ်9000နဲ့နဲတာပေါ့တဲ့နဲတယ်လေဆိုတော့ကျွန်တော်1000ပေးခဲ့ရတယ်အဲ့လိုဆိုတော့ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုသူ့ကိုစိတ်လဲဆိုးလာဆိုစိတ်မဆိုးဒါပေမဲ့စိတ်မကောင်းဖြစ်သွားတာ။အော်သူတို့ဒီလိုဖြစ်သွားရင်လူတွေကကျွန်တော်တော့ဘာမှမဖြစ်ဘူးစိတ်ထဲမှာကျွန်တော်ဘာဖြစ်မလဲ။လူတွေကအဲ့ဒါကိုမကျင်နိုင်ရင်မကြိုက်ရင်စိတ်ဆိုးရင်ဒေါသထွက်ရင်စိတ်မကောင်းရင်အဲ့ဒါသူ့တစ်ဖွဲ့လုံးကြုံပြီးတော့ပြောချလိုက်လို့ရှိရင်ရဲတဲ့ဘုတ်ကတိတ်ခါကြတာ။တက်မလို့တစ်ဖွဲ့လုံးစိတ်ကကြတာ။ဆိုတော့အဲ့ဒါမလုပ်ရဘူးပေါ့နော်။အဲ့တော့
တစ်ခေါက်ဆိုလဲတစ်ခေါက်နှစ်ခေါက်လောက်ကျွန်တော်ကြုံမှုတယ်တစ်ခေါက်ကတော့ကျွန်တော်ဓာတ်ရိုက်နောက်တစ်ခါကျကျွန်တော်ရဲ့တယောက်ကပေါ့နော်သူကြုံကျွန်တော်ညီတယောက်ကသူတိုက်ကျွန်တော်ပါတယ်ဒါပေမဲ့ကျွန်တော်ညီတယောက်သူတွေ့ရကြုံတယ်ဒါပါတော့အဲ့တော့ရှိတယ်အဲ့တော့ခုလွတ်တော်မှတ်ကလည်းမေးတယ်မေးတော့လွတ်တော်မှမေးမယ်လွတ်တော်မှသူဒဲမေးလို့မရဘူးလွတ်တော်မှကပါလူလက်ကြကြီးမေးတာပေါ့ဗျဒီလိုမျိုးဂိတ်ဒီမှာဂိတ်ချပြီးတော့ကားတွေကိုစစ်တဲ့အခါမှာလူနဲ့စစ်တဲ့အခါကျတော့အကတိလည်းရှိနိုင်တယ်နောက်တစ်ခုကပြီးတော့ဒီမောင်ကူမူရည်တွေနဲ့ချိတ်ဆက်ပြီးတော့လွတ်သွားတဲ့ကားတွေလည်းရှိသွားနိုင်တယ်မာညာပဲပြီးလို့ရှိရင်လူအစားနီးပညာနဲ့ဆက်တွေနဲ့စစ်လို့မရဘူးလားဆိုတော့မေးတော့အဲ့ဒါမျိုးပေါ့နော်ဆိုတော့ဗိုလ်ချုပ်မင်းသူကပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်မင်းသူကလာဖြေတယ်ကျွန်တော်ကြည့်တာလေကျွန်တော်ဒီနေရာနေရိုးလေးပြောတာဗိုလ်ချုပ်မင်းသူလည်းတနာပါတယ်သူခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်သူ့ကိုကြည့်တာပြည်သူ့တော်ပြေးလိုက်အမျိုးသားတော်ပြေးလိုက်ပြည်သူ့တော်ပြေးလိုက်အမျိုးသားတော်သူတော်တဲ့ပတ်လဲရိုက်နေတာကျွန်တော်ကြည့်တာအခုဒီလွတ်တော်ကြီးတစ်လျှောက်လုံးကျွန်တော်စောင့်ကြည့်နေတာသူ့ကိုပဲအများဆုံးမြင်ရဆိုဖြစ်တယ်ဟုတ်ပဲလေသူဒီဘက်လေသူပြေးရတာသူ့ရဲ့ဟိုဌာနဆိုင်ရာတိုင်းရဲ့လို့ကိုကောင်းကောင်းတော့လုံးချိန်ရှိသေးလားမသိဘူးအဲ့တော့ပြည်ထဲမှာအဲ့လိုလွတ်တော်ဖြေဖို့အတွက်တရားဒါမှမဟုတ်လေဒီအလုပ်လုပ်ဖို့အတွက်တရားအဲ့လိုဒီနည်းနည်းတော့ဒုဝန်ကြီးတော့နောက်ထပ်တရားထားအောင်ထင်တယ်အကြီးကထားမှထင်တယ်မဟုတ်ရင်လေအဲ့ဒုဝန်ကြီးဗိုလ်ချုပ်မင်းသူလည်းလွတ်တော်နဲ့ညားတော့မယ်လွတ်တော်ရေသူကြီးလွတ်တော်မှာအိမ်ဆောင်နေတာပေါ်ရောက်တော့မယ်သူလွတ်တော်မှာသူကြီးပဲကျွန်တော်ဖြေတယ်ပြည်သူလွတ်တော်သားလည်းသူပဲအမျိုးသားတို့လည်းသူပဲသူကြီးတဲ့တော့ကြည့်နေအိုးတော်တော်ဟောပြတာအဲ့တော့သူရဲဌာနမှာသူ့ရဲ့ဒီပြည်ထဲဝန်ကြီးဌာနရုံးမှာရုံးထိုင်တာတဲ့လွတ်တော်မှာထိုင်ရတာပုံများဆိုတော့ဖြစ်နေပြီလို့နော်အဲ့ဒါလည်းတွေ့နေရတယ်သူလည်းကဲထားပါတော့အဲ့တော့ तू ကလာဖြေတယ် तू ဖြေတဲ့ခါမှာလည်းအောက်ခြေမှာအဲ့လိုတချို့ဟာတွေရှိရင်သူတို့အရေးယူမှုတွေရှိတယ်ဆိုကြောင်း तू ပြောတယ်ကျွန်တော်ဒီနေ့ website မှာကျွန်တော်တင်ထားပါတယ်အဲ့ဒါလေးအောက်ခြေမှာဘာဖြစ်လို့ရှိရင်သူတို့သိတယ်သူတို့ထောက်ထားသူတို့တေချာရတဲ့ခါကျရင်သူတို့အရေးယူတာတွေရှိပါတယ်ဆိုတော့ပြောတယ်ဒီလိုပဲ तू နီးပညာအရာလုပ်မယ်ဆိုရင်နီးပညာလုပ်လို့ရတယ်တိုးတော့နီးပညာမရလုပ်မယ်ဆိုတဲ့နေရာမှာလည်းဘာရှိနေလဲဆိုတော့ဒီကျွန်တော်တို့ကပြဿနာဒီဆက်တွေကဈေးကြီးရလေဝယ်ပြီးတာခုဆိုရင်တို့ထားတဲ့နေရာရှိတယ်ဟိုညောင်ခါရှိလို့နေရာမျိုးတွေနော်တခြားပါပဲအခုအရာဝတီတိုင်းမှာလည်းရှိတယ်ဟိုမန္တလေးဘက်တွေမှာလည်းရှိတယ်အဲ့လိုဂိတ်တွေပေါ့ကြီးတွေတို့လူတွေမစစ်တော့ဆက်နဲ့ကားတွေအိမ်ဝါတွေဖြတ်ပြီးတော့နော်ဟိုသူစကန်ကားတွေတခုစကန်ဖတ်ချလိုက်တယ်ဖတ်ချပြီးတော့ကားတွေမှာပါလဲကိုစစ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒါဂိတ်တွေထားတာရှိတယ်ဟိုသူတို့အဲ့ဒါကိုတိုးချဲ့ပြီးလုပ်ဖို့လည်းသူတို့စူးစမ်းနေတဲ့အကြောင်းလေးသူပြောတယ်ပေါ့နော်သူဖမ်းတာတွေလည်းပြောတယ်ဗန္နမှုဒီလိုစက်တွေနဲ့ဖမ်းလို့ဗန္နမှုမိတယ်ဆိုတာလည်းသူပြောတယ်အများကြီးပဲသူပြောပြီးတော့အဲ့ဒါနဲ့ဒါပေမဲ့သူအောက်ခြေမှာလည်းအဲ့လိုဒီပြည်သူလူထုနဲ့ဆက်ဆံတဲ့အခါမှာမောင်ဆက်ဆံတာမျိုးဟိုရင်းသီးဆက်ဆံတာမျိုးเนาะအခါချင်းကိုယူတာမျိုးဒါမျိုးတွေရှိရင်သူတို့လည်းသိရင်ထောက်ထားခိုင်းမှသူရေးရတယ်လုပ်နေပါတယ်ပေါ့ဗျာဒါပေမဲ့ခက်တာတနိုင်လုံးမှရှိတဲ့ gate တွေစစ်တပ်စခန်းတွေရဲစခန်းတွေသူဘလို့မှတချို့ကကြလဲဘလို့မအောင်ဘူးလူတို့ကလည်းတိုင်ဖို့ကြတော့လဲတက်တရသိချာမရှိဘူးပြီးတော့တစ်ခါတာလည်းတိုင်မှုကြတော့လဲလူတို့ကြတော့လဲဗျာဟိုတိုင်ပြီဆိုရင်အမှကိုယ်တိုင်လိုက်ပြီးတော့ဒါတွေကထွက်ဆိုးရတာလို့လူတို့ကစိတ်ညစ်လာဒါပေမဲ့ခက်တာလည်းချို့ကြတော့လဲရောချတာပေါ့ဗျာရောချပါဇက်ကပြောကြတာပေါ့ဆိုတော့ကျွန်တော်ဒီနေရာမှာယူလေးပဲပြောရရင်တော့ရတက်ဖို့ဝင်နေလုံခြုံရေးတက်ဖို့ဝင်နေတက်မတော်သားတွေအောက်တချို့ပေါ့နော်တချို့အဲ့လိုယူတဲ့လူတွေရှို့နေတယ်လေမလုပ်ကြတာကောင်းပါတယ်မလုပ်တာအကောင်းဆုံးကိုလုံးမိန်လေဒီနေ့ကစရက်တာအကောင်းဆုံးဘာကြောင့်လဲဆိုကို့အတွက်လည်းအနေရခင်းတယ်ပြီးရင်ကို့အဖွဲ့အစည်းကိုလည်းကို့ကြောင့်တိတ်ခါမကြစေတော့ဘူးကိုယ်တိုင်လည်းအနေရခင်းတယ်ပြီးတော့ဘာလဲဆိုတော့ပြည်သူလူထုကလည်းအဲ့ဒီမှာစိတ်ပိုင်းဆိုင်ရာအရာတို့လည်းပိုယုံကြည်မှုပိုရလာစေအားလုံးကောင်းတဲ့ဘက်ကိုပဲရွေးလိုက်ပါဒီရတဲ့ပတ်စံလေးအပေါ်မှာမြင်ပြီးတော့ရှောက်လောက်တာကနောင်မှာကိုယ့်အတွက်လည်းထိခိုက်နိုင်တယ်ကိုယ့်အဖွဲ့အစည်းထိခိုက်နိုင်တယ်တချို့ဟာလေးမလုပ်သင့်တာမလုပ်ကြဒါအကောင်းဆုံးပါဘာလို့ဆိုတော့မကောင်းပါဘူးပြည်သူလူထုကြတော့ခင်ဗျာတစ်ချက်ပေးရလဲတရားပေးတယ်ပြောရင်မှာပေါက်ကြိုက်ပြောရင်ပြောမှာပြီးရင်တို့ကမကျေနပ်ရင်မကျေနပ်တဲ့ကြောင့်ပေါက်တက်ခဲ့ကုန်ပြောချင်တာပြောမှာအဲ့တော့အဲ့ခါကျတော့ထိခိုက်နေတာတဲ့ခါကျတော့မကောင်းဘူးပေါ့နော်ပြည်သူလူကြိုကြီးတက်ဖို့ဝင်နေချားမှာဒီလိုမျိုးအဖုထလေးတွေဖြစ်တာမကောင်းဘူးပေါ့နော်ဆိုတော့ကျွန်တော်ဘာဖြစ်တဲ့ကိစ္စမျိုးဆိုရင်ဘာမှဖြစ်ခဲ့တာကြားလာနေပြီကြားလာနေပြီဒီနေ့ထက်မှဖြစ်တာဒါပေမဲ့ကျွန်တော်တိတ်ပြီးအဲ့ဒါကောင်းတဲ့တိတ်မရှိဘူးသူ့တော့ကျွန်တော်ကိုစိတ်ထဲတော့မဖြစ်တယ်စိတ်ထဲမကောင်းဖြစ်တယ်သူတို့ဒီလိုကြီးပါဖြစ်တယ်ဘယ်ကောင်းမလဲဒါကြီးစိတ်ထဲမှာဖြစ်တယ်နော်ဒါအခုဘာမှစိတ်ထဲမှာမရှိလို့ဘယ်ဂိတ်ပါညာဆိုကျွန်တော်ထုတ်မပြောတာဆိုတော့ရှိတယ်ဗျပြီးတော့ဒီနေ့တော့ तू မသိဘူးသူကနည်းနည်းလေးမဖြစ်နေတာဆိုယူဝင်ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဟိုသူတို့လည်းတာဝန်ကြတဲ့နေရာတနေရာမှာကြာပြီးသူတို့လည်းတုတ်တဲ့ချင်းလမ်းကြောင်းလည်းမရှိစိတ်တွေညစ်ပြီးတော့လေပြီးတော့စင်ပြေလို့နေကြတဲ့သဘောလည်းဖြစ်မှာပါပင်မန်းလည်းပင်မန်းအောင်ဗျာသူတို့လည်းပင်မန်းပါတယ်ပင်မန်းတဲ့ခါကျဒီလိုရှိမယ်ဒါလည်းကျွန်တော်ဒီလိုနားလဲပါဒီလိုပဲနားလဲပေးပါတယ်ဘာလို့ဆိုတိုင်းပြည်ကပင်မန်းနေပြီဗျကျွန်တော်အားလုံးပင်မန်းနေပြီကျွန်တော်လည်းပင်မန်းနေပြီခင်ဗျားတို့လည်းပင်မန်းနေပြီဘာလို့ဆိုတနေ့ကျွန်တော်တိုင်းပြည်ကဟိုတိုးတက်ကြောင်မသွားဘူးပြဿနာပေါင်း1000ကျန်မှာပတ်လေရိုက်ပြီးတော့တပုတ်လူဖြစ်နေတာအဲ့ဒီအထက်မှာကျွန်တော်တို့လည်နေရတော့ပင်မန်းလာပြီကျွန်တော်လည်းပင်မန်းနေပြီခင်ဗျားတို့လည်းပင်မန်းလောက်ပြီအဲ့တော့အစိုးရလည်းပင်မန်းနေပြီလူမျိုးတက်ဖို့လည်းပင်မန်းနေပြီလက်နက်ကင်ပုံကန်တွေလည်းပင်မန်းနေပြီနော်ဘေးကလက်ခုပ်တီးတဲ့ကောင်တွေတော့တီးကျွန်တော်တို့အိမ်ချက်ချင်းခေါ်နေတာခေါ်တဲ့ချက်တွေလည်းလက်ပန်းနေကြနေပြီအိမ်ချက်ချင်းခေါ်နေကြတာခေါ်တဲ့ချက်တွေလည်းလက်ပန်းကြနေပြီဒါပေမဲ့ဟိုကလက်ခုပ်တီးတဲ့ကောင်တွေအပြင်တီးနေတော့ကျွန်တော်တို့က
အဲ့ဒါကိုကိုယ်ကခေါ်နေကြတော့ဟိုလူတွေကဇက်တွေကျိုးနေပြီခေါ်မတက်တာလို့ခေါ်နေကြတော့ဆိုဖြစ်နေတယ်ရပ်ပြီးတော့ကျွန်တော်တို့ပုံစံလေးတစ်ခုချိန်ပြီးတော့ကျွန်တော်နိုင်ငံသားအလုံးစီးလုံးညီတဲ့ရှုထောင့်ဘက်ကနေတိုးတက်ကြောင့်အတူတူကရုန်းကန်စူးစမ်းကြရင်ပုံမကောင်းလားဆိုတဲ့ဘက်ကိုပဲကျွန်တော်တို့ဇောင်းပေးခြင်းပါတယ်နော်ဒါလေးကကျွန်တော်ဟိုအဲ့ထည့်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီစီကိစ္စပေါ့နော်တောင်သူတွေလယ်သမားတွေအတွက်စီကိစ္စအဲ့ဒါကိုလွတ်တော်မှတ်တဲ့ကမေးတယ်အဲ့ဒါတော့အမျိုးသားလွတ်တော်မှာခုနဟိုကားကိစ္စကနေလည်းအမျိုးသားလွတ်တော်မှာမေးတာနော်အဲ့တော့တောင်သူကျူဟာကိစ္စကြီးလည်းမေးတယ်တောင်သူတွေတက် smart card လေးထုတ်ပြီးတော့စီလုပ်ပြီးပါလားအခုပွင့်လင်းရရောတော့မယ်တောင်သူတွေစီဝဲတာခက်တယ်မှာညာပေါ့ဗျာလူလယ်သမားတွေသူတို့မှာထောက်ထားလဲပိုင်လို့ဆိုမဲ့လဲပိုင်တဲ့ပုံစံလေးနဲ့စီသွားဝယ်လဲဟုတ်လားမဟုတ်လားအတူလေးစစ်တယ်မသိအဲ့ဒါကိုလယ်သမားတွေအကုန်လုံးကျူဟာကတ်လေး smart card လေးထုတ်ပြီးတော့အဲ့ကတ်လေးကင်ပြီးတော့အဲ့ဒါလို့ကိုတာလေးနဲ့အဲ့လိုထုတ်ပြီးပါလားဆိုတော့မျိုးလွတ်တော်မှတ်ကပြောတာအဲ့တော့လာဖြေတဲ့ဒူဝင်ကြီးကတော့သူကဖြေပါတယ်လျှက်စစ်စွမ်းရည်ဒူဝင်ကြီးလာဖြေတဲ့ခါမှာသူတို့ပေးတယ်ပေါ့ဗျာသူတို့ပေးတယ်ပေါ့သူတို့လုံးကြရလို့ဒါပေမဲ့သူတို့အနေနဲ့ smart card တွေထုတ်ဖို့ကြတော့သူ data server တွေပါတယ် story အများကြီးလို့တော့အရင်လှုပ်ရှုပ်တယ်ပေါ့အရင်သူတို့မှလည်းဒီ 2% budget ပြင်အောင်မှာအချိန်ယူရမှာအဲ့ဒါကြောင့်သူတို့ရုပ်တရက်တော့သူတို့လုပ်လို့မရသေးဘူးဒါပေမဲ့သူတို့အနေနဲ့ဒီ QR နဲ့တော့ scan ဖတ်ပြီးပေးဖို့ကိစ္စရဖြည်းဖြည်းသူတို့စလုပ်နေတယ်ပေါ့ဗျာအခု QR scan ဖတ်တွေလုပ်နေတယ်လေတောင်သူလေသမားတွေနဲ့သူ site မျိုးမျိုးကဏ္ဍနဲ့ MSME အတွက်ကိုသူတို့ပို့ပြီးတော့အခုမကြခင်မှာလည်းဒီပြည်တွင်းထုတ်စီပေါ့နော်ဒီဇယ်ပေါ့ဒီဇယ်ပြည်တွင်းထုတ်ဒီဇယ်15တန်းလောက်ဖြန့်ပေးဖို့သူတို့လုပ်နေတယ်လို့ပြောတယ်ပုံမှန်လားဆိုရင်လည်း3တန်းခွဲလောက်သူကပြပစီတွေ3တန်းခွဲ4တန်းအဲ့လိုတွင်းနေတယ်လည်းရှိပါတယ်ဆိုတော့သူပြောတယ်တွင်းပြီးတော့ပေးနေတယ်တောင်သူလယ်သမားတွေနဲ့ SME စိုက်ပျိုးနေတဲ့ SME တွေပေးနေရှိပါတယ်လို့ပြောတယ်အဲ့တော့တောင်သူလယ်သမားတွေဘက်မှာလည်းချို့တောင်သူလယ်သမားတွေဘက်မှာလည်းကိုယ်တကယ်ဟိုတချို့တွေကလည်းရှိရဗျဒီကနေမောက်ကိုစီတွေလည်းဝယ်လို့တချို့ကလည်းစီရလာတယ်ကိုတားရတယ်ကိုဒီမှာလည်းရှိနေပြီသားဆိုကိုကလည်းတချို့ကတူလောင်ထားလို့ရှိရင်ပြန်ထုတ်အောင်လားဈေးနှစ်ဆရရင်ပြန်ထုတ်အောင်လားအဲ့လိုရှိတော့တောင်သူလယ်သမားရဲ့လယ်သူတော်သမားရဲ့လည်းရှိနေတယ်အဲ့တော့တောင်သူလယ်သမားကတော့တောင်သူလယ်သမားပေါ့ဗျာတကယ်စိုက်ဖို့လိုနေတဲ့လူတွေအတွက်ကတော့တကယ်ပေးဖို့လိုရတယ်ဒါပေမဲ့လယ်သူတောင်သမားဆိုရင်တော့ပြဿနာရှိတယ်အဲ့တော့ဒီလိုဖြစ်စီကမူကျွန်တော်တို့အားလုံးကဘာဖြစ်နေတာလဲဆိုတော့ခုနလိုပဲ73စီဆိုလဲ73စီအရောက်ကျွန်တော်တို့နိုင်ငံအကုန်လုံးကအကန့်အသတ်မှရှိတယ်အရာလုံးကကျွန်တော်တို့လိုသလောက်မရနိုင်တဲ့အကန့်အသတ်ခုနဲ့တွားနေရတဲ့အချိန်မှာအားလုံးကချွတ်ချံချွေတာပြီးတော့ပဲတိုင်းပြည်ဆင်းရဲတဲ့အချိန်မှာအားလုံးချွတ်ချံချွေတာပြီးတွားမှရမယ်ပေါ့နော်ဆိုတော့တိုင်းပြည်ဆင်းရဲတဲ့အချိန်မှာတိုင်းပြည်ဆင်းရဲတဲ့အချိန်မှာကျွန်တော်အားလုံးချွတ်ချံချွေတာပြည်သူလူထုအများစုကချွတ်ချံချွေတာမှုလုပ်ပေးရဖို့တင်တယ်လူစုကတော့စံညပေါ့ဗျာခင်ဗျားတို့ကစမ်းမယ်လူတွေစမ်းညပေါ့နော်ဒါပေမဲ့ကျွန်တော်ကပြည်သူလူထုအနေနဲ့ကတော့ကျွန်တော်ပြည်သူလူထုအားလုံးအနေနဲ့ချွတ်ချံချွေတာတဲ့လောက်ချွတ်ချံချွေတာပြီးပပနဲ့လေးနေကြဖို့လိုတယ်ဒီကားလာမှာဘာလို့ကျွန်တော်အိန္ဒိယနိုင်ငံတွေချို့လေစီးပွားရေးကျတယ်ထိုင်းရောစင်ကာပူစီးပွားရေးတက်တော့တက်မနေဘူးကိုဗစ်နောက်ပိုင်းအစားပြီးစီးပွားရေးတွေတန်းပြီးတော့တချို့ဆိုရင်တော်တော်လေးဟိုစီးပွားရေးရိုင်းနေတယ်နိုင်ငံအိန္ဒိယနိုင်ငံတချို့တွေနိုင်ရိုင်းနေတယ်ဟိုစစ်ပြေးတဲ့နိုင်ငံတွေပြည်မပြေးတဲ့နိုင်ငံတွေအများကြီးပဲကျွန်တော်နိုင်ငံလည်းအဲ့ထက်မှာဟိုမပြည်သူလူမမဆောင်လို့ဖြစ်နေတဲ့နိုင်ငံပါပဲအဲ့တော့တက်နေသလောက်နိုင်ငံတော်တာဝန်ရှိသူတွေထိပ်ပိုင်းအလွှာလိုက်ပေါ့ဗျာကိုယ့်ရဲ့ဟိုနေ့စဉ်သုံးဆွဲစီတွေကိုတက်နေတော့ short ချကိုယ့်ရဲ့ဒီဟိုဘာဖြစ်ကိုယ့်ရဲ့ဟိုဟာတွေကိုသုံးဆွဲနိုင်တဲ့ဟိုဟာတွေဖြည်းဖြည်း short ချပြီးတော့ဒီချို့ချချွေတာပြီးတော့ပဲကျွန်တော်တို့ပြန်ပြီးတော့ရုံးထအတူတူရုံးထမှာလို့ကျွန်တော်မြင်တယ်ချို့ချချွေတာပြီးတော့ပဲအတူတူရုံးထစူးစမ်းပြီးတော့တနေ့တစ်ချိန်မှာကျွန်တော်တို့ဘာမဆိုဝယ်စားနိုင်တဲ့ဘာမဆိုဝယ်ဖြစ်နေတဲ့အစစ်တမ်းနိုင်ငံသားတွေဘဝရောက်ဖို့ကျွန်တော်တို့အတူတူစူးစမ်းမှရမယ်လို့ပဲကျွန်တော်တို့ပြောချင်တယ်အဲ့တော့ကျွန်တော်ဒီနေ့အဲ့ဒါပြောရတဲ့ဒီနေ့တော့တောင်းတဲ့အဆုံးသတ်ပါမယ်အားလုံးပဲကိုယ်ရည်ရှိပါတိုင်းပြည်ကိုစေနာမှန်ထားပါတစ္ဆာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လက်ဝါး TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်ချမ်းဖတ်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးထုတ်ပါလို့ပြောရင်းနဲ့ဒီနေ့လည်းကျွန်တော်တို့တည့်ရနီးလာခဲ့ပြန်ပြီပေါ့ဗျာ